အားလုံးပဲမင်္ဂလာပါကိုခက်မြန်မာ audio book channel မှာပြန်လည်ကြိုဆိုပါရစေကျွန်တော်ဒီနေ့ဖတ်ပြပေးခြင်းတဲ့စာအုပ်လေးကတော့ဆရာတော်ရမင်းဆရာကုံရှင်ဝါတို့ပေါင်းဖက်ရေးသားထားတဲ့ငယ်ရွယ်တုန်းမှာယူခနေအောင်ကြိုးစားပါဆိုတဲ့စာအုပ်လေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်နားမထောင်မီကျွန်တော်ရဲ့ကိုခက်မြန်မာ audio book channel လေးကို like and subscribe မလုပ်ရသေးဘူးဆိုရင်လုပ်ထားပေးဖို့တောင်းဆိုပါတယ်ဒါဆိုစလိုက်ကြရအောင်ဒီနေ့အဆင်ပြေနေပါရဲ့လားစိတ်ရောလူရောပင်ပန်းနေပါပြီလားကိုယ့်နောက်ကိုကြည့်လိုက်ရင်ကိုယ့်လောက်အဆင်မပြေတဲ့သူတွေလည်းရှိနေသေးတာမို့ဘာတွေပဲဖြစ်လာအတင်းထားရမယ်နော်စိတ်မပါလဲပြုံးနေဖို့မမေ့ရဘူးနော်လူတိုင်းမှာအခက်အခဲဒုက္ခကိုယ်စီရှိကြပါတယ်တင်းတယောက်တည်းအထူးတလဲကြုံတွေ့နေရတာမဟုတ်တာမို့တခုခုဆိုရင်အတင်းပြီးရှေ့ဆက်ရမယ်နော်ခေါင်းစဉ်ဒီစာဖတ်ပြီး9နှစ်ကြာသွားလို့နောက်တစ်ကြိမ်ပြန်ဖတ်ကြည့်တဲ့အခါသင်ဟာမိသားစုအတွက်အလွန်အားကိုးရတဲ့သူတစ်ယောက်ဖြစ်နေရမယ်။လစာကောင်းကောင်းငွေကောင်းကောင်းနဲ့ဘဝကိုရက်တည်ရှင်သန်နေရမယ်။နောက်ထပ်လူတစ်ယောက်လိုတိုးတက်ပြောင်းလဲနေရမယ်။ကျမ်းမာပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်နေရမယ်။စိတ်ပင်ပန်းစေတဲ့သူတွေရဲ့အဝေးဆုံးမှာရှိနေပြီးအေးချမ်းနေရမယ်။ဘာသာရေးလိုက်စားတဲ့သူတစ်ယောက်ဖြစ်နေရမယ်။ကိုယ့်အတွက်အကျိုးမရှိတဲ့အရာတွေကိုအချိန်မပေးဘဲစွန့်လွတ်နိုင်နေရမယ်။ကျမ်းမာတန်ဆွမ်းတဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်နိုင်နေရမယ်။ခေါင်းစဉ်ဘဝအတွက်အရေးကြီးတည်ထားရမယ့်အချက်များအချိန်များများရရင်ငွေများများရှာပါလူငယ်ဘဝဟာတစ်ခါပဲရတယ်ဆိုတာနားလေပါခက်ညံ့ညံ့လူတွေအတွက်လောကကြီးမှာနေရာမရှိဘူးဆိုတာသိထားပါလိုချင်တာကိုတစ်ခါနဲ့မရရင်နှစ်ခါကြိုးစားပါဖြစ်အောင်လုပ်ရင်လုံးဝဖြစ်တယ်ဆိုတာအမြဲမှတ်ထားပါဆွဲလန်းစိတ်တွေယုံနေလာလေလောကကြီးမှာရှင်သန်ရတာအတိပ္ပယ်ရှိလာလေဆိုတာသိထားပါခေါင်းစဉ်လူငယ်တိုင်းတည်ထားတဲ့အချက်များပိုင်ရှင်ရှိတဲ့သူကိုရှောင်ပါကိုယ်တန်မိုးကိုနားလေတဲ့ရဝန်းမှာရှင်သန်ပါကိုပျောက်ဆုံးမသွားအောင်အထူးဂရုစိုက်ပါကံနှိမ့်တယ်လို့ခံစားရတဲ့အခါကောင်းမှုကုသိုလ်တွေနဲ့ပြန်လည်မြင့်တင်ပါလူတစ်ယောက်ကိုတတိရတဲ့အခါတိမ်တွေကိုသာငေးကြည့်ပါအတူအယောင်တွေပေါ်ရခင်မှာကိုယ့်အပေါ်အများကြီးကောင်းပေးနေတဲ့တငယ်ချင်းတွေကိုတန်ဖိုးထားပါလူတစ်ယောက်ကိုတစ်ခါဗလိမ့်မဲ့အစားအပေးစကားတစ်ခါပြောပေးပါစာတိုတဲ့ငယ်ရွယ်တုန်းမှာယူခနေအောင်ကြိုးစားပါတတ်မှတ်ထားတဲ့ပန်းတိုင်းကိုရအောင်သွားပါအချစ်အကြောင်းနည်းနည်းတွေးပြီးငွေအကြောင်းများများတွေးပါစာတိုနဲ့လူတစ်ယောက်နဲ့တစ်ယောက်ဟာဘလောက်ပဲချစ်ခင်မြတ်နိုးနေပါစေကံကခွဲတဲ့အချိန်ကျရင်တေချာပေါက်လွေရတတ်တယ်ဆိုတာသိထားပါအချိန်တွေရွေးနဲ့ကုံဆုံးနေပါပြီတချို့လူငယ်တွေအများကြီးကြိုးစားနေကြပါပြီငယ်ရွယ်မှုဟာအချိန်အကန့်အသတ်နဲ့ရှိတာမို့တင်လဲစူးစမ်းဖို့အချိန်တန်ပါပြီခေါင်းစဉ်အရွယ်ရှိတုံးအချိန်မဖြုံးနဲ့တချို့လူငယ်တွေရဲ့ဘဝကိုအားကြပြီးသူတို့လှုပ်တယ်လို့မလှုပ်နိုင်ခဲ့တဲ့အရာတွေကြောင့်အများကြီးစိတ်ပင်ပန်းနေတော့မဲလားတချို့လူငယ်တွေတိုးတက်နေချိန်မှာတိုးတက်မှုမရှိတဲ့ကိုပြန်ကြည့်ရင်တိမ်ငယ်စိတ်ဝင်နေတော့မဲလားတချို့လူငယ်တွေအာပါတရစူးစမ်းပျော်ရွှင်နေချိန်မှာအခုထိအနာဂတ်ပြောက်တယ်လို့ခံစားနေရပြီးဘဝကြီးကိုဖြစ်တယ်လို့နေတော့မဲလားဒီလိုသာလှုပ်ရှားရှိတာမလုပ်ဘဲသူတစ်ပါးရဲ့ဘဝတွေကိုအားကျပြီးကိုအတုံးမကျတယ်လို့အနာဂတ်မရှိတော့တယ်လို့တွေးတောခံစားနေရမယ်ဆိုရင်နောက်နှစ်ပေါင်းများစွာကြာတဲ့အခါတင်သေးကြပေါက်ဒုက္ခရောက်ပါလိမ့်မယ်လူငယ်ဘဝဟာတိတ်ကိုတန်ဖိုးကြည့်ပါတယ်ငယ်ရွယ်မှုဟာအချိန်အကန့်အသတ်နဲ့ရှိပါတယ်တချို့အရာတွေဟာလူငယ်ဘဝမှာပဲလုပ်လို့ရတာပါတဲ့အနေနဲ့ငယ်ရွယ်တုန်းမှာလှုပ်ရှားရှိရလုပ်ပါခေါင်းစဉ်အရွယ်ရှိတုန်းအချိန်မဖြုံးနဲ့တချို့လူငယ်တွေရဲ့ဘဝကိုအားကြပြီးသူတို့လှုပ်တယ်လို့မလှုပ်နိုင်ခဲ့တဲ့အရာတွေကြောင့်အများကြီးစိတ်ပင်ပန်းနေတော့မယ်လားတချို့လူငယ်တွေတိုးတက်နေချိန်မှာတိုးတက်မှုမရှိတဲ့ကိုပြန်ကြည့်ရင်တိမ်ငယ်စိတ်ဝင်နေတော့မယ်လားတချို့လူငယ်တွေအာပါတရစူးစမ်းပျော်ရွှင်နေချိန်မှာအခုထိအနာဂတ်ပြတ်တယ်လို့ခံစားနေရပြီးဘဝကြီးကိုဖြစ်တယ်လို့နေတော့မယ်လားဒီလိုသာလှုပ်ရှားရှိတာမလုပ်ပဲသူတစ်ပါးရဲ့ဘဝတွေကိုအားကြပြီးကိုအတုံးမကျတယ်လို့အနာဂတ်မရှိတော့တယ်လို့တွေးတောခံစားနေရမယ်ဆိုရင်နောက်နှစ်ပေါင်းများစွာကြာတဲ့အခါတင်သေးချာပေါက်ဒုက္ခရောက်ပါလိမ့်မယ်လူငယ်ဘဝဟာတိတ်ကိုတန်ဖိုးကြည့်ပါတယ်ငယ်ရွယ်မှုဟာအချိန်အကန့်အသတ်နဲ့ရှိပါတယ်တချို့အရာတွေဟာလူငယ်ဘဝမှာပဲလုပ်လို့ရတာပါတဲ့အနေနဲ့ငယ်ရွယ်တုန်းမှာလှုပ်ရှားရှိတာမလုပ်ပဲလမ်းပြောင်းနေလို့ပါဆိုတဲ့စကားတွေကိုတွင်သုံးပြီးအေးဆေးနေမယ်ဆိုရင်တင်တယောက်တည်းနောက်ကျကြံခဲ့ပါလိမ့်မယ်တချို့လူငယ်တွေစူးစမ်းနေကြပါပြီတချို့လူငယ်တွေကတင့်လို့အကြောင်းပြချက်တွေပေးမနေပဲပညာတွေကိုအစွမ်းကုန်ရှာဖွေနေကြပါပြီ
တင်တန်းတွေအများကြီးတက်စာတွေအများကြီးဖတ်ပြီးပုံမကောင်းမွန်တဲ့ဘဝကိုရရှိစေဖို့နီလန်းတွေရှာဖွေနေကြပါပြီ။တင်ရောဘဲတော်များမှစူးစမ်းမှာပါလေ။ဘယ်အချိန်ရောက်မှအတီတရားဝင်မှာပါလဲ။ဘယ်လောက်ထိအချိန်တွေဖြုံးနေအောင်မှာပါလဲ။ငယ်ရွယ်မှုဟာဖျားပေးတဲ့ဆုလက်တစ်ခုပါ။ကျွန်တော်တို့ဘဝကိုကျွန်တော်တို့အကောင်းဆုံးဖန်တီးဖို့ဆိုရင်အခုလိုငယ်ရွယ်နေတဲ့အချိန်ဟာအကောင်းဆုံးပါပဲ။ဒါကြောင့်ငယ်ရွယ်ချိန်မှာအချိန်မဖြုံးမဲတစ်နေ့ထက်တစ်နေ့ပိုတိုးတက်အောင်ကြိုးစားပါအခက်ခဲတွေဆိုတာတယောက်တည်းကြုံတွေ့နေရတာမဟုတ်တာမို့အဲ့ဒီအခက်ခဲတွေကိုနည်းနည်းလေးမှမမှုပဲရှေ့ဆက်သွားပါကျွန်တော်တို့လူငယ်တွေဆိုတာတစ်ချိန်ချိန်မှာမိဘတွေရဲ့အားကိုးရာမိသားစုရဲ့အားထားရာဖြစ်လာမဲ့သူတွေမို့အခုကတည်းကလွယ်လွယ်လေးနဲ့ပြိုလဲနေလို့မရပါဘူးတန်မာရပါမယ်ကြိုးစားရပါမယ်ရှုံးကန်ရပါမယ်ဘလို့အနေထားမှာပဲဖြစ်ဖြစ်စူးစမ်းမှုတွေကိုရပ်တန့်ပြလိုက်လို့မရပါဘူးဆက်သွားနေရပါမယ်စူးစမ်းနေရပါမယ်ပင်ပန်းနေခဲ့တယ်ဆိုရင်တော့မိသားစုအတွက်ဆိုတဲ့အသည့်နဲ့ရှေ့ဆက်နေရပါမယ်ဒီလုပ်ငန်းပြင်နောက်ထပ်ဘလို့လုပ်ငန်းတွေထပ်လုပ်လို့ရသေးလဲဆိုတာကိုအမြဲတွေးတောနေရပါမယ်ဒီလ4သိန်းရှာနိုင်ရင်နောက်လ5သိန်းရအောင်ဘလို့ထပ်ရှာရမလဲဆိုတာရိုးသားစွာအမြဲတွေးတောနေရပါမယ်ကြံရှိနေသေးတဲ့လူငယ်ဘဝရဲ့လက်ကျန်ချိန်လေးမှာပျော်စရာရှိရလဲပျော်ပါလှုပ်ရှားရှိရာတွေကိုလည်းအဆက်မပြတ်လုပ်ပါမိသားစုဝင်တွေဂုဏ်ယူရတဲ့သူတယောက်ဖြစ်အောင်ကြိုးစားပါရေစုံမျိုးမဲ့လူငယ်မဖြစ်ပါနဲ့ရေစံကိုတက်ပြီးတေလောက်အောင်ကြိုးစားမယ်လူငယ်တယောက်ပဲဖြစ်ပါခေါင်းစဉ်လမ်းပြောက်တယ်လို့ခံစားရတဲ့အခါလမ်းပြောက်တယ်လို့ခံစားနေရရင်ဒီသင်တန်းတွေကိုတက်ပါမိမိဝါသနာပါတဲ့အသက်မွေးဝမ်းကြောင်းသင်တန်းဘာသာစကားသင်တန်းကွန်ပျူတာသင်တန်းငွေကြေးစီမံခန့်ခွဲခြင်းသင်တန်း leadership သင်တန်း business management သင်တန်း social media marketing သင်တန်း AI သင်တန်း graphic design or video editing သင်တန်း communication skill သင်တန်းတချို့လူငယ်တွေစူးစမ်းနေချိန်မှာကိုယ်ဟာလမ်းပြောက်တယ်လို့ခံစားနေရပြီးဘာမှမလုပ်ဘာမှမစူးစမ်းပဲနေမယ်ဆိုရင်ဘာမှမဖြစ်ထွန်းတဲ့လူငယ်တယောက်သုံးစားမရတဲ့လူငယ်တယောက်ဖြစ်လာပါလိမ့်မယ်ကျွန်တော်တို့တွေဟာလမ်းပြောက်တယ်လို့ပဲခံစားရအနာဂတ်ပြောက်တယ်လို့ပဲခံစားရလှုပ်เสียရှိတဲ့အရာတွေကိုတော့လုပ်ကိုလုပ်ရပါမယ်လှုပ်เสียအလုံးမရှိဘူးဆိုရင်တက်เสียရှိတဲ့သင်တန်းတွေကိုတက်ရပါမယ်ပထမဆုံးတက်စီခြင်းတဲ့သင်တန်းကတော့အသက်မွေးဝမ်းကြောင်းနဲ့ပတ်သက်တဲ့သင်တန်းမှာဒီသင်တန်းကိုတက်ဖို့အတွက်ကိုဟာဘလို့အလုံးမျိုးကိုလုပ်ရတာကြိုက်လဲဘာတွေကိုလုပ်နေရင်ပျော်နေတယ်လဲဆိုတာသိအောင်စူးစမ်းဖို့လိုပါတယ်ဒီလိုသိပြီဆိုတာနဲ့အဲ့ဒီအရာနဲ့ပတ်သက်တဲ့သင်တန်းတွေကိုတက်တင်ပါတယ်စာရေးရာဝါသနာပါရင် content writer သင်တန်းတက်ပါ makeup ပြင်တာဝါသနာပါရင် makeup သင်တန်းတက်ပါ social media မှာဈေးရောင်းတာဝါသနာပါရင် TikTok marketing and Facebook marketing သင်တန်းတွေကိုတက်ပါနောက်ပြီးလူငယ်တွေဟာအမိမြန်မာဘာသာစကားပြင်နောက်ထပ်ဘာသာစကားတစ်ခုတော့အနည်းဆုံးတက်မြောက်ထားသင့်ပါတယ်ဘာသာစကားနောက်တစ်ခုတက်ရောက်လို့နောင်တရတယ်ဆိုတာမရှိပါဘူးမတက်လိုက်ရလို့ပဲနောင်တရနေမှာဖြစ်ပါတယ်အခုခေတ်ကသူ့ထက်ငါအပြိုင်စူးစမ်းနေတဲ့ခေတ်မို့သူများထက်ခြေတလန်းနှောင်းမကျဖို့အရေးကြီးပါတယ်ဒါကြောင့်ငယ်ရွယ်တုန်းမှာအုံနောက်ကလေးလက်ဆက်နေတုန်းဘာသာစကားသင်တန်းတွေတက်ပါနောက်တော့ကွန်ပျူတာသင်တန်းပေါင်းသင်းဆက်ဆံရေးနဲ့ပတ်သက်တဲ့သင်တန်းတွေပြင်အထက်ဖော်ပြခဲ့တဲ့သင်တန်းတွေကိုတက်ထားသင့်ပါတယ်ဒီသင်တန်းတွေကိုတက်ထားမယ်ဆိုရင်ကိုဟာဘာလို့သင်တယ်လဲဆိုတာအလိုလိုသိလာပါလိမ့်မယ်ပျောက်နေတဲ့လမ်းတွေကိုလည်းရှာတွေ့လာပါလိမ့်မယ်အနာဂတ်ပြောက်တယ်လို့ခံစားပြီးထိုင်းမိုင်းနေခဲ့ဘူးတဲ့အချိန်တွေကိုတော့နှမျောလာပါလိမ့်မယ်သင်တန်းကိုတက်တဲ့အခါပြီးဆုံးအောင်တက်ပါသင်တန်းပြီးဆုံးသွားတဲ့အခါရရှိခဲ့သမျှပညာတွေကိုနေ့စဉ်ဘဝမှာအသုံးချပါဝင်ငွေအဖြစ်ပြောင်းလဲပါကျွန်တော်တို့ကရေစုံမျောမဲ့သူတွေမဟုတ်ပဲရေစံတက်မဲ့လူငယ်တွေဆိုတာသိထားပါကိုစူးစမ်းရင်ကိုရပြီကိုညံ့ရင်ကိုခံရမယ်ဆိုတာနားလည်ပါအနာဂတ်ပျောက်တယ်ဆိုပြီးရေစုံမျောနေမယ်ဆိုရင်အသက်ကြီးလာတဲ့အခါသူများပေးမှကျွေးမှစားရတဲ့ဘဝကိုရောက်နိုင်မယ်ဆိုတာသိထားပါပူလောင်မှုတွေကနေလုံးဝလွတ်မြောက်ပြီးလူရောစိတ်ပါပေါ်ပါသွားတဲ့နေ့ဟာကိုပြန်လဲရှာဖွေတွေ့ရှိတဲ့နေ့ပါပဲခေါင်းစဉ်ကိုပြန်လဲရှာဖွေခြင်းပျော်ရွှင်စရာမကောင်းတဲ့မိသားစုအတိုင်းဝိုင်းမှာကျင်လည်ရတာများလာတဲ့အခါစိတ်ပြည့်စရာကောင်းတဲ့လုပ်ငန်းခွင်မှာနေရတာကြာလာတဲ့အခါ toxic relationship နဲ့အတူရှိနေရတာကြာလာတဲ့အခါနောက်ပြီးကိုထက်တခြားသူကိုဦးစားပေးရတာများလာတဲ့အခါတွေမှာကျွန်တော်တို့တွေဟာကိုပျောက်ဆုံးလာတတ်ပါတယ်ကိုပျောက်ဆုံးလာတဲ့သူတွေဟာလောကကြီးထဲမှာရှင်သန်ရတာအလွန်ပင်ပန်းလာတယ်ကိုဘာဖြစ်ချင်နေတာလဲဆိုတာသိဖို့ခက်ခဲလာတယ်ကိုဟာဘ
ဘာအတွက်ကြောင့်အသက်ရှင်နေရတာလဲဆိုတာမသိတော့တဲ့အထိဖြစ်လာပါတယ်ကျွန်တော်တို့တွေဟာကျွန်တော်တို့ရဲ့ဘဝကြီးကို level up လုပ်ဖို့ဆိုရင်ကိုအမြန်ဆုံးရှာဖွေဖို့လိုအပ်ပါတယ်ပျောက်ဆုံးနေတဲ့ကိုပြန်လဲရှာဖွေတွေ့ရှိသွားတဲ့အခါကျွန်တော်တို့ဘဝဟာလုံးဝတိုးတက်တဲ့ဘဝနေပျော်စရာကောင်းတဲ့ဘဝဖြစ်လာမှာပါခေါင်းစဉ်ကိုပျောက်ဆုံးနေသူတွေရဲ့လက္ခဏာများလောကကြီးထဲမှာရှင်သန်နေရတာအထိပ္ပယ်မဲ့နေခြင်းပျော်ရွှင်စရာကောင်းသောနေ့ရက်တွေရှားပါလာခြင်းကိုဘာဖြစ်ချင်နေလဲဆိုတာမသိခြင်းကိုယ့်ရဲ့အကြိုက်တွေကိုမေ့လျော့နေတတ်ခြင်းကိုထက်တခြားသူတွေကိုပို၍ဦးစားပေးနေတတ်ခြင်းခေါင်းစဉ်ကိုဘယ်လိုပြန်လဲရှာဖွေရမလဲကိုသိငယ်စီမဲ့ရဝန်းတွေကိုရှောင်ပါစိတ်ကိုပျော်ရွှင်မှုမပေးနိုင်တဲ့သူတွေကိုရှောင်ပါကိုအမြဲပလိန်တက်တဲ့သူတွေကိုရှောင်ပါကိုဖြစ်ချင်တဲ့အရာတွေကိုဖြစ်အောင်လုပ်ကြည့်ပါတခြားသူတွေရဲ့အမြင်ကိုမမှုပဲကိုစိတ်တိုင်းကြကိုစိတ်ကြိုက်တာနေထိုင်ပါအစိတ်တောက်ဖြစ်စေတဲ့သူတွေကိုဝေးရှောင်ပါအလုပ်တွေကြီးစက်တိုက်လုပ်နေတာမဟုတ်ပဲတခါတလေအနားယူကြည့်ပါကိုစိတ်ကိုဖိအားဖြစ်စေမယ်အတွေးတွေကိုမတွေးမိပါစေနဲ့တယောက်တည်းနေတတ်အောင်စူးစမ်းကြည့်ပါ social media အသုံးပြုမှုကိုရှော့ချပါမိဘကိုမလုပ်ကြွေးရသေးခြင်းအိမ်အောင်ပြုဖို့တွေးတောမိတဲ့အခါဒီအသက်အရွယ်ဒီအခြေအနေကိုရောက်ရှိလာဖို့အတွက်မိဘတွေဘယ်လောက်ထိရုန်းကန်ကြွေးမွေးခဲ့ရတယ်လဲဆိုတာပြန်လဲသတိရပါခေါင်းစဉ်မိဘကိုလှုပ်ကြွေးပြုစုဖို့အချိန်တန်ပါပြီပြုခဲ့သမျှကောင်းမှုကုသိုလ်တွေထဲမှာမိဘကိုပြုစုလှုပ်ကြွေးလို့ရရှိလာတဲ့ကောင်းမှုကုသိုလ်ဟာအမြင့်မြတ်ဆုံးပဲတဲ့တခါတုန်းကမောင်မြဆိုတဲ့ကောင်လေးတစ်ယောက်ရှိပါတယ်မောင်မြတို့မိသားစုကအခြေခံလူဒန်းစားတွေဖြစ်ပြီးတစ်နေ့လုံးမှတစ်နေ့စားရပါတယ်မောင်မြကတူဒီတော်သားဖြစ်ပြီးမွေးကလေးကမိဘရဲ့ပြုစုစောင့်ရှောက်မှုအောက်မှာအငြင်းနေလာရတဲ့ကောင်လေးတစ်ယောက်ပါမိဘတွေဟာအခြေခံလူဒန်းသားတွေဆိုပေမဲ့မောင်မြလေးကိုဘာလုံးမှမလုပ်စေပဲကျောင်းစာကိုသာအာရုံစိုက်စေခဲ့ပါတယ်မောင်မြကလည်းမိဘတွေကိုဝိုင်းကူခြင်းမရှိပဲပညာတင်မှုတက္ကသိုလ်သွားလိုက်တငယ်ချင်းတွေနဲ့ပျော်ပါလိုက်စားချိန်တိုင်အိမ်ပြန်လာလိုက်ဂိမ်းဆော့လိုက်နဲ့အချိန်တွေကုန်နေခဲ့ပါတယ်မောင်မြတက္ကသိုလ်တတိယနှစ်ကိုရောက်လာတဲ့အခါမှာတော့ကောင်မလေးတစ်ယောက်နဲ့ချစ်ကြပြီးခိုးပြေးကြတဲ့အတွက်မိဘတွေကတောင်းရင်လက်ထပ်ပေးလိုက်ရပါတယ်လက်ထပ်ပြီးတဲ့အခါမှာလည်းတက္ကသိုလ်ပညာရေးကမပြီးမြောက်သေးတဲ့အတွက်မိဘတွေမှာသားဖြစ်တဲ့သူရောချွေးမလေးကိုပါဆက်လက်ပြီးကြောင်းထားပေးရပါတယ်ဒီလိုနဲ့တက္ကသိုလ်ပညာရေးပြီးမြောက်သွားတဲ့အခါသားနဲ့ချွေးမတို့ကမိဘတွေနဲ့အိမ်ခွဲပြီးနေပါတဲ့မိဘတွေနဲ့အိမ်ခွဲပြီးနေပေမဲ့မိဘတွေစီကသာပတ်စံလိုရင်ပတ်စံစီလိုရင်စီစံလိုရင်စံလက်ဖြန့်တောင်းတဲ့ဒီလိုနဲ့မောင်မြအသက်35နှစ်မှာယောဂတစ်ခုနဲ့တည်ဆုံးသွားခဲ့ပြီးတည်ဆုံးသွားသည့်အထိမောင်မြဟာမိဘတွေစီကယူဖို့တွေးပြီးမိဘတွေကိုပေးဖို့အတွက်ဘယ်တုန်းကမှမတွေးခဲ့ပါဘူးတဲ့ပုံမြင်လေးကတော့ပြီးဆုံးသွားပါပြီပုံမြင်လေးထဲမှာမောင်မြကဘယ်တော့အခါမှမိဘကိုလှုပ်ကြွေးပြုစုမသွားခဲ့ပါဘူးငယ်ရွယ်စဉ်အခါမှာလည်းလောက်ကင်မကြွေးမွေးခဲ့သလိုအိမ်အောင်ကျသွားတဲ့အခါမှာလည်းမိဘတွေကတစ်ချက်လေးတောင်လှည့်မကြည့်ခဲ့ပါဘူးနောက်ဆုံးတည်ဆုံးသွားသည့်အချိန်တိုင်းတော့မိဘစီကအယူပဲရှိပြီးအပေးမရှိတဲ့အထိမောင်မြဟာမိဘတွေပေါ်မှာတာဝန်မကျေခဲ့ပါဘူးမိဘကိုနည်းနည်းလေးတောင်လှုပ်ကြွေးပြုစုမသွားတဲ့မောင်မြကိုတဲ့အနေနဲ့စကားပြောခွင့်ရရင်ဘာတွေပြောချင်ပါသလဲဘယ်လိုအကြံဉာဏ်တွေပေးချင်ပါသလဲတင်ကိုယ်တိုင်ကရောမောင်မြလိုလူမျိုးလားဒါမှမဟုတ်မိဘကိုလှုပ်ကြွေးပြုစုနေပါရဲ့လားမိဘကိုလှုပ်ကြွေးပြုစုဖူးပါသလားတင်ကမိဘကိုအားဖြစ်စေဖို့မိဘရဲ့ဂုဏ်ကိုမြင်မာစေဖို့မိဘတွေကိုချမ်းသာဒုက္ခနဲ့ပြည့်စုံပြီးမကြောက်မကြတဲ့ဘဝမှာထားနိုင်ဖို့အမြဲကြိုးစားနေတဲ့သားသမီးဖြစ်ပါလားဒါမှမဟုတ်တင်ကမိဘကိုဒုက္ခပေးုံတက်တက်မွေးဖွားလာတဲ့သားသမီးပါလားကျွန်တော်တို့အနေနဲ့မိဘကိုအများကြီးမဟုတ်ဘူးဆိုရင်တော့ကာလအပိုင်းခြားလေးတစ်ခုထီတော့ပြုစုလှုပ်ကြွေးတင်ပါတယ်ကျွန်တော်ကတော့ရှင်းပါတယ်အမေကိုဈေးကြီးတဲ့အရာတွေဝယ်ပေးခြင်းလို့အမေရဲ့လိုအပ်ချက်တိုင်းကိုဖြည့်ဆည်းပေးခြင်းလို့အမေရဲ့လူမှုရေးကိစ္စကျန်းမာရေးကိစ္စအားလုံးအဆင်ပြေနေစေအောင်လုပ်ကင်ပေးခြင်းလို့အများကြီးစူးစမ်းနေပါတယ်ကျွန်တော်ဘဝမှာအကြောက်ဆုံးအရာကဘာလဲဆိုရင်အမေကိုပြုစုလှုပ်ကြွေးလို့မဝသေးခင်မှာအမေကိုဆုံးလိုက်ရမှာကိုပါပဲအမေခုံယူရတဲ့တားဖြစ်အောင်လည်းကျွန်တော်လုပ်ပေးခဲ့ပြီးပြီအမေဖြစ်စေခြင်းနဲ့ပညာတတ်ကြီးလည်းဖြစ်အောင်လုပ်ပေးခဲ့ပြီးပြီအမေပြုစုကြိုးထောင်ခဲ့တယ်လို့လိန်မာတဲ့ကလေးတယောက်လည်းဖြစ်ပေးခဲ့ပြီးပြီဒါပေမဲ့အမေလိုချင်တဲ့ပစ္စည်းတွေဥစ္စာတွေကိုဈေးလုံးဝမကြည့်ပဲဝယ်ပေးနိုင်တဲ့အထိတော့ကျွန်တော်မဖြည့်ဆည်းပေးရသေးပါဘူးဖြည့်ဆည်းပေးနိုင်မယ့်နေ့ရောက်လာအောင်လဲကျွန်တော်အနေနဲ့ကြိုးစားတော့မှာပါဘာကြောင့်အမေအတွက်ပဲစဉ်းစားနေရတာလဲအဖေအတွက်ကရောဆိုပြီးမေးလာခဲ့မယ်ဆိုရင်တော့
ကျွန်တော်မှအဖေမရှိတော့လို့ပါအဖေကိုပြုစုခွင့်မရခဲ့ပေမဲ့အမေကိုတော့အဖေကိုစားပြုစုလှုပ်ကြွေးခြင်းစိတ်အမြဲရှိနေပါတယ်ခက်ခဲနေတဲ့အခိုက်အတန့်တွေမှာဆိုရင်တော့အမေအတွက်ဆိုတဲ့စိတ်နဲ့အာတင်းထားခဲ့တာမျိုးပါမိဘတွေအတွက်ကုံသွားတဲ့ငွေဟာအမြဲဆယ်ဆပြန်လာတယ်ဆိုတာလေစကားလေးရှိပါတယ်နောက်ပြီးအခက်ခဲတွေနဲ့ကြုံတွေ့ခဲ့ရတယ်ဆိုရင်တော့မိဘကိုပြုစုလှုပ်ကြွေးခြင်းရဲ့အကျိုးကြောင့်ခက်ခဲမှုတွေပြဿနာတွေဟာအမြန်ဆုံးပြေလည်ပါတယ်တဲ့မိဘကိုလှုပ်ကြွေးခွင့်ရတဲ့ကုသိုလ်ဟာမနှဲလာပါဘူးဒါကြောင့်လူဘဝရာတုံးလေးမှာကိုယ့်ကိုပြုစုပြိုးထောင်ပေးခဲ့တဲ့မိဘတွေကိုအလုပ်အကျွေးပြုပြအောင်ပြုပါမိဘကိုလှုပ်ကြွေးပြုစုတာမျိုးမလုပ်ရသေးပဲအိမ်နောက်မပြုမိပါစေနဲ့မိဘကိုလှုပ်ကြွေးပြုစုနိုင်တဲ့သားကောင်းယတနာသမီးကောင်းယတနာလေးတွေဖြစ်ကြပါစေခေါင်းစဉ်ငွေချေလွတ်လပ်မှုကိုယ်တိုင်တကူတကပြင်ပမှန်လုပ်တွေလိုက်လို့ဆရာမလို့တော့ပဲငွေတွေဟာသူ့လူလိုဝင်လာတာမျိုးကိုရည်ပူရအဖြစ်ငွေချေလွတ်လပ်မှုလို့ခေါ်ပါတယ်အိတ်နေတဲ့ချိန်အပန်းဖြေခီးသွားတဲ့ချိန်ထမင်းစားနေတဲ့ချိန်စားတဲ့ဘလို့ချိန်တွေမှာမဆိုပတ်စံငွေကြေးတွေကိုယ့်စီကိုအလိုလိုဝင်လာအောင်လုပ်နိုင်တဲ့နေ့ဟာငွေကြေးလွတ်လပ်မှုရရှိတဲ့နေ့ပဲဖြစ်ပါတယ်ငွေကြေးလွတ်လပ်မှုရဖို့အတွက်ဆိုရင်ကျွန်တော်တို့ဟာငယ်ရွယ်တဲ့အချိန်မှာကလေးကအပျော်တွေကိုအလွန်မင်းလိုက်စားနေရမျိုးမဟုတ်ပဲရတဲ့လစာလေးနဲ့လုံလောက်နေတာမျိုးမဟုတ်ပဲပတ်စံကိုအမြဲတူတူပြီးရှာဖွေနေဖို့လိုအပ်ပါတယ်လူငယ်ဘဝမှာကလေးကရုံထားပါမှအသက်ကြီးလာတဲ့အခါငွေကြေးလွတ်လပ်မှုရရှိမှာဖြစ်ပါတယ်တဲ့အနေနဲ့အသက်ကြီးလာတဲ့အခါပတ်စံကိုအကြီးကျယ်လက်ရှာနေကြမလို့ပဲသူ့လိုဝင်လာတဲ့ပတ်စံတွေကိုအေးအေးဆေးဆေးထိုင်သုံးရင်ဖျားလေးသွားပတိလေးစိတ်တရားလေးနာခရီးတွေထွက်လို့ရတဲ့ဘဝမျိုးကိုပိုင်ဆိုင်လိုပါသလားဒါဆိုရင်တော့ငွေကြေးလွတ်လပ်မှုရအောင်ကြိုးစားဖို့လိုပါတယ်ငွေကြေးလွတ်လပ်မှုရဖို့အတွက်ဆိုရင် passive income ဝင်တဲ့လမ်းကြောင်းတွေများများဖန်တီးထားဖို့လိုပါတယ် passive income ဆိုတာကိုယ်တိုင်သိပြီးဝင်ပါစရာမလိုတဲ့ဝင်ငွေလမ်းကြောင်းကိုဆိုလိုတာပါအသေးချာရှင်းပြပါမယ်ဝင်ငွေလမ်းကြောင်းမှာ active income နဲ့ passive income ဆိုပြီးနှစ်မျိုးရှိပါတယ် active income ဆိုတာဘာလဲ active income ဆိုတာကိုယ်တိုင်အလုပ်ဝင်လုံးမှာရရှိလာတဲ့ဝင်ငွေပါအလုပ်လုပ်ရင်ပတ်စံရမယ်အလုပ်မလုပ်ရင်ပတ်စံမရဘူးဆိုတဲ့ဝင်ငွေအမျိုးအစားဖြစ်ပါတယ်ဥပမာအားဖြင့်ပြောရမယ်ဆိုရင်ဝန်ထမ်းအလုပ်ကုန်စည်ရောက်တဲ့အလုပ်ကားမောင်းတဲ့အလုပ်ဆရာဝန်တွေအလုပ်တွေဖြစ်ပါတယ်ဒီလိုအလုပ်အမျိုးအစားတွေဟာကိုယ်တိုင်လုပ်ငန်းလုပ်မှကိုယ်ပိုင်ဝင်ငွေကိုရရှိမဲ့ active income မျိုးစားတွေပါ passive income ဆိုတာဘာလဲ passive income ဆိုတာလုပ်ငန်းလုပ်စီရမလို့တာမျိုးတော့မဟုတ်ပါဘူးလုပ်ငန်းကိုအမြဲတမ်းမဟုတ်ပဲတစ်ချိန်တစ်ခါတည်းသို့မဟုတ်ကာလအပိုင်းခြားတစ်ခုတည်းလုပ်ရုံနဲ့အဲ့ဒီလုပ်ငန်းကနေနောက်ကိုယ်တိုင်လိုက်လုပ်စီရမလို့တော့ဒီတိုင်းဝင်ငွေရနေတာမျိုးကို passive income လို့ခေါ်ပါတယ်ဥပမာအဖြစ်ပြောရမယ်ဆိုရင်အိမ်ငှားထားခြင်းမြေကွက်ငှားစားခြင်းလုပ်ငန်းတွေမှာရင်းနှီးမြှုပ်နှံထားခြင်းဘဏ်မှာပတ်စံစုဆောင်းရေးအတိုးစားခြင်းစာအုပ်ရေးသားထုတ်ဝေခြင်းကိုယ်တိုင်မပါပဲလေပတ်နိုင်တဲ့လုပ်ငန်းတွေကိုတိစောက်ထားခြင်းတွေဟာ passive income ရရှိဖို့အတွက်နည်းလမ်းတွေပဲဖြစ်ပါတယ် passive income ဝင်စေမယ်လမ်းကြောင်းတွေကိုအများကြီးဖန်တီးထားနိုင်မှာငွေကြေးလွတ်လပ်မှုကိုရရှိနိုင်မှာဖြစ်ပါတယ်ပတ်စံရှာတဲ့နေရာမှာအသက်အရွယ်အပိုင်းခြားတွေသတ်မှတ်မထားပါဘူးမိမိဟာပတ်စံရှာဖို့အတွက်လုံလောက်တဲ့ပညာလုံလောက်တဲ့အရေးချင်းလုံလောက်တဲ့လေ့လာမှုတွေရှိပြီဆိုတာနဲ့ပတ်စံကိုရှာဖွေလို့ရပါပြီငွေကြေးဥစ္စာဆိုတာတည်သွားတဲ့အခါကိုယ့်ရဲ့နောက်ကိုလိုက်မလာနိုင်ပေမဲ့မတည်ခင်လေးမှာတော့ကိုဖြစ်ချင်တာတွေကိုလှုပ်ချင်တာတွေကိုအကောင်းမွန်ဆုံးဖြစ်ခွင့်လုပ်ခွင့်ပေးနိုင်တဲ့တစ်ခုတည်းသောအရာပါ Money is power ပါပတ်စံကြောင်းကိုညာတိုင်းတွေ့ပါရှင်သန်နေတော့မှယူခါနေအောင်ကြိုးစားပါခေါင်းစဉ်လက်ရှိဝင်ငွေနဲ့မသိမ့်သိမ့်လိုက်ပါနဲ့ဝင်ငွေကိုဒီတစ်ခုရင်းနဲ့မရက်တည်စေချင်ပါဘူးဒီလောက်ပတ်စံလေးရှာနိုင်ုံနဲ့တင်မလုံလောက်သေးပါဘူးဒီထက်ပိုမြင့်တဲ့ဝင်ငွေကိုတစားတိုးပြီးရှာနိုင်အောင်ကြိုးစားစေချင်ပါတယ်ဝန်ထမ်းလစာတစ်လ9သိန်းလောက်နဲ့ဘဝမှာကောင်းမွန်စွာရက်တည်ရှင်တိုင်းမှုဆိုတာမဖြစ်နိုင်ပါဘူးနောက်ပြီးအနာဂတ်မှာအဆင့်မြင့်တဲ့နေရာတစ်နေရာရဖို့မဖြစ်နိုင်ပါဘူးဒီတစ်လ9သိန်းရှာနိုင်ရင်နောက်လ9သိန်း9တောင်းနောက်ထပ်တစ်လမှာ6သိန်းစသဖြင့်တိုးပြီးရှာနိုင်နေမှာချမ်းသာကြွယ်ဝပြီးအဆင်ပြေနေနိုင်တဲ့အနာဂတ်ကိုအိမ်မက်မက်ခွင့်ရမှာဖြစ်ပါတယ်တစ်လထက်တစ်လဘလို့တိုးပြီးဝင်ငွေရှာရမလဲဆိုတာကတော့ကိုယ့်ရဲ့အရေးချင်းနဲ့ဉာဏ်ရည်ပေါ်မှာအများကြီးမူတည်ပါတယ်ဒီခေတ်ကြီးမှာဝင်ငွေရတဲ့လမ်းကြောင်းတွေအများကြီးရှိပါတယ်ဥပမာမနက်ပိုင်းရုံသွားအလုပ်သွားပြီးညနေရုံပြန်တဲ့အခါ online shop လုပ်တာမျိုးကိုက graphic designer content writer digital marketer ဆိုရင် freelance လုပ်တာမျိုးကိုကဘာသာစကားတစ်ခုကိုကျွမ်းကျင်တဲ့သူတစ်ယောက်ဆိုရင်အားတဲ့အချိန်မှာသင်တန်းဖွင့်ပြီးပြန်လည်သင်ပြပေးတာမျိုးကိုကဘာလို့လုပ်ရမှန်းမသိ content အကြောင်းအများကြီးလေ့လာပြီး content creator လုပ်တာမျိုးစတဲ့လုပ်ငန်းတွေအများကြီးလုပ်လို့ရပါတယ်social media ကိုကောင်းကောင်းကြီးအသုံးချပြီး social media ကနေ
ဝင်ငွေတွေအများကြီးရှာလို့ရပါတယ်လူငယ်ဘဝမှာဖြစ်ချင်တာတွေအကုန်ဖြစ်အောင်လုပ်လို့ရပါတယ်စူးစမ်းချင်တာတွေအများကြီးစူးစမ်းလို့ရပါတယ်ပြောင်းလဲလိုစိတ်ရှိရင်အများကြီးပြောင်းလဲပြလိုက်လို့ရပါတယ်ကျွန်တော်တို့တစ်ခုမှာဝင်နေအဖြစ်လုပ်ခဲ့တော့ကတစ်လကို6သိန်းခွဲရခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်ဘဝမှာအလုပ်တစ်ခုတည်းလုပ်ရတာမကျဉ်းနိုင်ပါဘူးဒါကြောင့်မနက်4နာရီခွဲလောက်အိပ်ရထားပြီးတင်တန်းကိုမနက်စောစောသွားပါတယ်တင်တန်းနဲ့အိမ်ကတနားရီကြော်ဝေးပါတယ်မနက်ပိုင်းတင်တန်းတက်ပြီးတာနဲ့အလုပ်ကိုသွားခဲ့ပါတယ်အလုပ်ကနေပြန်လာတော့တင်တန်းတစ်ခုထပ်တက်ပါတယ်နောက်ပြီးညပိုင်းတွေမှာ freelance လုပ်ငန်းတွေလုပ်ပါတယ်တခါတလေအလုပ်လုပ်ရင်မနက်2နာရီလောက်ထိရောက်သွားတဲ့နေ့တွေလည်းရှိပါတယ်အဲ့ဒီလိုနေ့တွေဆိုကျွန်တော်ရဲ့တရက်တာအချိန်က2နာရီခွဲဝန်းကျင်ပဲရှိပါတယ်ဒီလိုနဲ့ကျွန်တော်ပေးဆက်ခဲ့ရတဲ့အချိန်တွေပင်ပန်းမှုတွေစူးစမ်းမှုတွေကိုအကောင်းဆုံးအသုံးချနိုင်ဖို့အတွက်ဝန်ထမ်းအလုပ်ကနေဆွန့်လွတ်ခဲ့ပါတယ်ဝန်ထမ်းလုပ်ခဲ့တုန်းကတစ်လဝင်ငွေ6သိန်းခွဲတစ်နှစ်ဝင်ငွေ88သိန်းရပါတယ်ဝန်ထမ်းအလုပ်ကနေထွက်ပြီးတစ်လအကြာမှာတော့ကျွန်တော်ရဲ့တစ်လဝင်ငွေဟာဝန်ထမ်းဘဝတုန်းကလစာ2နှစ်စာရရှိခဲ့ပါတယ်ဝန်ထမ်းလစာ2နှစ်စာကိုကျွန်တော်တစ်လတည်းနဲ့ရအောင်ရှာနိုင်ခဲ့ပါတယ်ဒီလောက်လေးနဲ့ရက်တန့်သွားမှာမဟုတ်တလို့အားရင်အားတလို့ဝင်ငွေရှာနိုင်မဲ့လမ်းကြောင်းတွေကိုအမြဲလေ့လာနေပါတယ်ကျွန်တော်အမြဲ YouTube ကြည့်ဖြစ်တယ် YouTube မှာဝင်ငွေအကြောင်းလေ့လာသလိုဘဝရဲ့တိုးတက်အကြောင်းတွေကိုလည်းအမြဲတမ်းနားထောင်ပြီးသင်ယူဖြစ်ပါတယ်ပတ်စံအပေါ်မှာ YouTube နေတဲ့သူတယောက်အတွက်ပတ်စံရှာဖို့ဆိုတာဟာမခက်ခဲလာပါဘူးကျွန်တော်ပြောချင်တဲ့အဓိကအကြောင်းအရာကတော့လက်ရှိလစာနဲ့မသိသိမိစေဖို့ပါပဲကျွန်တော်တို့ဟာလူငယ်တွေမှုစူးစမ်းနိုင်တဲ့လောက်စူးစမ်းဖို့လိုပါတယ်သူများတိုးတက်နေတာကိုကြည့်ပြီးအားကျနေမယ့်အစားကိုတိုးတက်အောင်လုပ်ပါသူတစ်ပါးတစ်နှစ်ရှာတဲ့ဝင်ငွေကိုတစ်လတည်းနဲ့ရအောင်ရှာနိုင်တာဟာကံကောင်းလို့မဟုတ်ပါဘူးဉာဏ်ကောင်းလို့ပါကျွန်တော်တို့ရဲ့အကြံနဲ့ဉာဏ်တွေအလင်းပွင့်သွားပြီဆိုတာနဲ့ကျွန်တော်တို့ဘဝကြီးတိုးတက်ပြောင်းလဲလာမှာပါဆင်းရဲတဲ့သူတွေမှာဆင်းရဲရတဲ့အကြောင်းတရားတွေရှိသလိုချမ်းသာတဲ့သူတွေမှာလည်းချမ်းသာရတဲ့အကြောင်းတရားတွေအများကြီးရှိပါတယ်ဒါကြောင့်ကိုကအနာဂတ်မှာချမ်းသာခြင်းလားဆင်းရဲခြင်းလားဆိုတာဟာကိုလုံနေတဲ့အကြောင်းရင်းနဲ့အကြောင်းတရားတွေပေါ်မှာမူတည်ပါတယ်ချမ်းသာခြင်းရင်ချမ်းသာဖို့အတွက်ယူခနေအောင်ကြိုးစားပါချမ်းသာဖို့အတွက်ဆိုတာကလည်းမဟုတ်မမှန်တဲ့နီလန်းတွေနဲ့မကြိုးစားရပါဘူးအဲ့ဒီလိုမမှန်ကန်တဲ့နီလန်းနဲ့ကြိုးစားလို့ရတဲ့ဝင်ငွေဟာလည်းမတည်မြဲပါဘူးကိုယ့်အရေးချင်းကိုယ့်ကျွမ်းကျင်မှုကိုယ့်ရဲ့ကြိုးစားအားထုတ်မှုတွေကြောင့်ရလာတဲ့တန်ရှင်းတဲ့ပတ်စံကသာအကောင်းဆုံးပါခေါင်းစဉ်အပိုဝင်ငွေဘယ်လိုရှာလို့ရမလဲဆိုရင်တလဝင်ငွေ3သိန်းနဲ့ရက်တည်နေကိုဟာ3သိန်းတန်မှာတလဝင်ငွေ300နဲ့ရက်တည်နေရင်တော့ကိုက300တန်ဖြစ်ပါတယ်ပို့ပြီးတန်ဖိုးမြင့်တဲ့သူတယောက်ဖြစ်ဖို့အတွက်ကျွန်တော်တို့အပိုဝင်ငွေတွေအများကြီးရှာကြမယ်နော်အပိုဝင်ငွေရှာလို့ရမယ့်အလုပ်မျိုးစားများ1 content writerဆိုတာအလွယ်ကူဆုံးပြောရမယ်ဆိုရင်ကြော်ညာစာရေးတဲ့သူပါ content writer အလုပ်တွေဟာရုံးလုပ်ငန်းအနေနဲ့လုပ်လို့ရတယ်လို့ freelance အနေနဲ့လည်းလုပ်လို့ရပါတယ်တနည်းအားဖြင့်ပြောရမယ်ဆိုရင်ကိုကအထည်ချုပ်လုပ်ငန်းလုပ်နေတယ်အိမ်ပြန်လာတဲ့အချိန်မှာအပိုဝင်ငွေနောက်တစ်ခုထပ်လုပ်ချင်တယ်ဆိုရင်တော့ content writer သင်တန်းတက်ပါစာရီအများကြီးဖတ်ပါ freelance content writer group တွေကို join ပြီးတခြားသူတွေဘယ်လိုလုပ်နေသလဲဆိုတာအရင်ဆုံးလေ့လာပါနောက်တော့ကိုယ်တိုင် freelance content writer လုပ်ကြည့်ပါ content တစ်ပုဒ်ဟာအနည်းဆုံး1000ကျပ်ကနေစပြီးရနိုင်ပါတယ်။နေ graphic designer အလုပ်ကိုနားလည်လွယ်အောင်ပြောရမယ်ဆိုရင် laptop, computer, ဖုန်းတွေနဲ့ပုံဆွဲရတဲ့အလုပ်ပါ။နေရာတိုင်းမှာ graphic design သင်တန်းတွေလည်းများစွာရှိတာမို့သင်တန်းတက်ပြီးအားလက်ချိန်တွေမှာအပိုဝင်ငွေရှာလို့ရပါတယ်။ graphic design အကြောင်းတွင်တွင်ကြဲသိလို့ရဆိုရင်တော့ Google မှာရှာကြည့်လို့ရပါတယ်။3 video editor ဖြတ်တဲ့အလုပ်ကို video editor လို့ခေါ်ပါတယ်။ video editor လုပ်ဟာဝင်ငွေပိုရတဲ့အလုပ်လည်းဖြစ်ပါတယ်။ video edit 10မိနစ်စာကို1000အထိလည်းရနိုင်ပါတယ်။ကိုကအပိုဝင်ငွေရှာဖို့စိတ်ဝင်စားရဲဆိုရင်တော့ video editing ကိုသင်ယူဖို့အကြံပေးပါရစေ။4 online shopping ကနေအဝတ်ထည်တွေအသုံးဆောင်တွေကိုရောင်းချတာမျိုးပါအခုခေတ်မှာ online shopping လုပ်ရတာပိုလို့တောင်လွယ်ကူပါသေးတယ်အခုလက်တလုံးမှာတော့ TikTok မှာဈေးရောက်တာကပိုပြီးထိရောက်လွယ်ကူပါတယ်5ပညာသင်ပေးခြင်းမိမိကျွမ်းကျင်တဲ့ပညာတွေကိုပြန်လည်သင်ပြပေးခြင်းမှာ guide လုပ်လို့လည်းရတယ်လို့ online ကနေသင်ပြပေးလို့လည်းရပါတယ်ဒီကနေလည်းအပိုဝင်ငွေရှာလို့ရပါတယ်6 digital marketer လုပ်ဖို့အတွက် social media ကိုကျွမ်းကျင်စွာသုံးသပ်ဖို့ digital marketing ဘိုင်းကိုကျွမ်းကျင်ပိုင်နိုင်မှုလိုပါတယ် data analyst ကိုကောင်းကောင်းလုပ်တတ်ရပါမယ် digital marketer အလုပ်ဟာလုပ်နိုင်ရင်လုပ်နိုင်သလောက်ကျွမ်းကျင်ရင်ကျွမ်းကျင်သလောက်ပတ်စံတွေပိုရပါတယ်ဝင်ငွေကောင်းပါတယ်ခွန်ဓာတ်ပုံရိုက်ခြင်းကျွန်တော်တကယ်ချင်းတယောက်ဆိုရင်အလုပ်တစ်ခုရဲ့ဝန်ထမ်းတယောက်ဖြစ်ပါတယ်ဒါပေမဲ့သူအလုပ်ဆင်းတဲ့အချိန်နဲ့ရှုံးပေးရက်တွေမှာသူဝါသနာပါတဲ့ဓာတ်ပုံဆရာအလုပ်ကိုလုပ်ပါတယ်
သူ့ရဲ့ဓာတ်ပုံရိုက်တဲ့အလုပ်ဟာလက်ရှိလုပ်နေတဲ့အလုပ်ရဲ့လစာထက်ပိုများပါတယ်။ရှေ့ content creator အားလက်ချင်းတွေမှာ content ဖန်တီးခြင်း vlog ရိုက်ခြင်းတွေကနေလည်းအပူဝင်ငွေရှာလို့ရပါတယ်။အခုဖော်ပြခဲ့တဲ့အပူဝင်ငွေလုပ်ငန်းအမျိုးအစားတွေကစလုပ်ချိန်မှာခက်ခဲပါလိမ့်မယ်။ဒါပေမဲ့အချိန်အတိုင်းအတာတစ်ခုကိုရောက်သွားပြီဆိုတာနဲ့တကယ်လွယ်ပြီးပတ်စံရှာရတာဟာတကယ်ပျော်စရာကောင်းကြောင်းသိလာပါလိမ့်မယ်။အချိန်တိုအတွင်းနောက်လူတစ်ယောက်လိုပြောင်းလဲသွားစေမယ့်အလေးချင်းများ၁ကိုလက်လက်ကျင်ကန်းကိုအလုပ်တစ်ခုလိုတတ်မှတ်ပြီးနေစဉ်လုပ်ပါ၂တရားထိုင်ပြီးနေစဉ်ဖျားရှိခိုးပါ၃သူတစ်ပါးကိုအာယုံဆိုင်မဲ့စာကိုသာအာယုံဆိုင်ပါ၄ဝင်ငွေလမ်းကြောင်းအများကြီးရှာပါ၅ကျန်းမာစေမယ့်အစားအသောက်တွေကိုသာစားပါ၆နေစဉ်စကင်ကဲပါ၇နေစဉ်စာအုပ်ဖတ်ပါသို့မဟုတ် YouTube မှာအကျိုးရှိစေမယ့်အကြောင်းအရာများကိုနားထောင်ပါ၈ကိုရင်းနှီးမြှုပ်နှံမှုများများလုပ်ပါ၉သူတစ်ပါးကိုပလိန်မလုံးမိပါစေနဲ့10အနာဂတ်အတွက်ပလန်တွေကိုချပြီးလှုပ်ဆောင်ပါ17စိတ်ထားကောင်းတဲ့သူတစ်ယောက်ဖြစ်အောင်ကြိုးစားပါ12စကားမပြောခင်အရင်ဆုံးစဉ်းစားပါစဉ်းစားပြီးမှပြောပါ13အချိန်ကိုလေးစားတန်ဖိုးထားပါ14ရယူလိုသူထက်ပေးကမ်းလိုသူဖြစ်အောင်ကြိုးစားပါ15ငွေကြေးစီမံခန့်ခွဲမှုပညာကိုလေ့လာသင်ယူပါ16မိခင်ဘာသာစကားအပြင်နောက်ထပ်ဘာသာစကားတစ်ခုထပ်မံသင်ယူပါ19ကိုဘယ်တော့မှမရွေးချယ်မဲ့သူကိုမဆောင်ပါနဲ့18ဒေါသကိုရှေ့တန်းမတင်မိပါစေနဲ့19မိမိရဲ့အားနည်းချက်တိုင်းကိုလူတွေကိုမပြောမိပါစေနဲ့20အာမနာတတ်တဲ့သူဖြစ်အောင်ကြိုးစားပါအသက်အရွယ်တစ်ခုရောက်လာတဲ့အခါတန်ရည်လားဆိုတဲ့စကားကိုကိုအမြဲပြန်မိပါအိမ်မက်တွေအတွက်အခုလိုပိဆက်နေရတာတန်ရည်လားမကောင်းတဲ့လူတစ်ယောက်အတွက်မျက်ရည်ကျနေရတာတန်ရည်လားခေါင်းစဉ်တန်ရည်လားဆိုတာအမြဲသုံးတတ်ပါအသက်အရွယ်လေးတစ်ခုရောက်လာတော့တန်ရည်လားဆိုတဲ့စကားကိုကိုအမြဲမေးပြတယ်စာအုပ်တစ်အုပ်ဖတ်တော်မယ်ဆိုရင်ပေးလိုက်ရတဲ့အချိန်နဲ့ဒီစာအုပ်ကတန်ရည်လားအမြဲမေးပြလာတယ်တင်တန်းတစ်ခုကိုတက်တော်မယ်ဆိုရင်လေဒီတင်တန်းကငါပေးလိုက်တဲ့ငွေကြီးငါပေးလိုက်တဲ့အချိန်တွေနဲ့တန်ရည်လားလို့ကိုအမြဲမေးပြလာတယ်လူတစ်ယောက်ကိုအများကြီးစိတ်နစ်ပြီးကူညီပေးတော့မယ်ဆိုရင်လေငါဒီလောက်ထိစိတ်နစ်ပေးပြီးကူညီပေးဖို့အတွက်ဒီလူကတန်ရင်လားဆိုတာအမြဲမေးပြလာပါတယ်ဒါကကြီးကျယ်လာတာမဟုတ်ပဲကို့ဘဝမှာကိုလှုပ်ပေးခဲ့တာတွေနဲ့မတန်တဲ့ကိုကြိုးစားခဲ့ရတာနဲ့မတန်တဲ့ရလဒ်တွေကိုရရှိလာခဲ့တာကြောင့်အခုလိုတန်ရင်လားဆိုတာအမြဲတွေးပြလာတာပါကျွန်တော်တို့ရဲ့ဘဝမှာမျက်ရည်ကျရတာနဲ့မတန်တဲ့အရာတွေရှိပါတယ်အချိန်ပေးရတာနဲ့မတန်တဲ့အရာတွေရှိပါတယ်ရှင်းပြဖို့မတန်တဲ့အရာတွေရှိတယ်တတိယဖို့မတန်တဲ့အရာတွေရှိတယ်တစုံတစ်ယောက်ကိုထိခိုက်သွားဖို့မတန်တာတွေရှိတယ်ဒါကြောင့်ကျွန်တော်တို့ကတခုခုလုပ်တော့မယ်ဆိုရင်ကိုယ့်အတွက်တန်ရလားမတန်ရလားဆိုတာကိုစဉ်းစားဖို့လိုအပ်ပါတယ်တကယ်လို့လူတစ်ယောက်ကြောင့်ကိုထိခိုက်သွားဖို့မတန်ဘူးထင်ရင်အဲ့ဒီလူအတွက်ကိုထိခိုက်အောင်မလုပ်လိုက်ပါနဲ့စာအုပ်တစ်အုပ်ကအချိန်ပေးရတာနဲ့မတန်ဘူးထင်ရင်အဲ့ဒီစာအုပ်ကိုဆက်မဖတ်ပါနဲ့တင်တန်းတစ်ခုကအချိန်နဲ့ငွေတွေပေးရတာမတန်ဘူးထင်ရင်အဲ့ဒီတင်တန်းကိုသွားမတက်ပါနဲ့နောက်ပြီးကိုကဂိမ်းတစ်ခုကိုစော့နေတယ်ဆိုရင်ဒီဂိမ်းကိုစော့ဖို့အတွက်အချိန်တွေအများကြီးပေးဆက်လိုက်ရတာတန်ရဲ့လားဆိုတာကိုလည်းကိုပြန်မေးဖို့မမေ့ပါနဲ့နော်တကယ်လို့တန်နေဆိုရင်ဘာကြောင့်တန်တာလဲမတန်မှုဆိုရင်ရောဘာကြောင့်မတန်တာလဲဆိုတာကိုမေးခွန်းထပ်မိဖို့လိုပါတယ်တကယ်လို့ဂိမ်းစော့တာပေးဆက်ရတဲ့အချိန်နဲ့ရရှိတဲ့အကျိုးကတန်နေထင်ရင်ဆက်လုပ်ပါမတန်မှုထင်ရင်ဆက်ပြီးတော့မစော့ပါနဲ့ကိုဟာသူတစ်ပါးကိုဝေဖန်တဲ့ကွန်မန့်လေးတစ်ကြောင်ရေးလိုက်မယ်ဆိုရင်ဒီကွန်မန့်ကိုအချိန်ပေးပြီးရေးလိုက်ရတဲ့အတွက်တန်ရဲ့လားဆိုတာရေဒီလိုဝေဖန်တဲ့ကိုယ့်ရဲ့ကွန်မန့်တစ်ကြောင်ကြောင့်လူတွေကိုအထင်သေးတော့မှတန်ရဲ့လားဆိုတာကိုလည်းတွေးတောစေချင်ပါတယ်နောက်ပြီးကိုနဲ့တန်တဲ့အလုပ်ကိုရှာဖွေလုပ်ကင်မှုအတွက်လည်းအကြံပြုစကားလေးပြောချင်ပါသေးတယ်တချို့လုပ်ငန်းတွေကကိုယ့်ဘက်ကပေးလိုက်ရတဲ့အချိန်တွေခွန်အားတွေစေတနာတွေအရေးချင်းတွေသွေးချွေးတွေပင်ပန်းနွမ်းနယ်မှုတွေနဲ့မတန်တဲ့အလုပ်တွေရှိပါတယ်ကိုယ်ရေချင်းနဲ့ဆိုရင်9သိန်းလောက်ရနိုင်ပေမဲ့တစ်လကို2သိန်းလောက်ပဲရတယ်အချိန်တွေလည်းအများကြီးပေးရတယ်အမြဲလည်းအဖြစ်တွေပြောခံရတယ်ပညာတွေနဲ့အတွေ့အကြုံကောင်းတွေလည်းမရဘူးကိုယ်စေတနာတွေနဲ့လည်းမတန်သလိုခံစားနေရတယ်ဆိုရင်အဲ့ဒီလောက်ကနေထွက်ခဲ့ဖို့အကြံပြုပြရစီကျွန်တော်တို့ဟာကျွန်တော်တို့ရဲ့အရေးချင်းကိုအတိမတ်ပြုတဲ့လုပ်ငန်းခွင်မှာလုပ်ကင်ဖို့ထိုက်တန်ပါတယ်ကိုယ်လိုအားနဲ့ညီမျှတဲ့လစာရဖို့ထိုက်တန်ပါတယ်ဒါကြောင့်ကိုယ်နဲ့မတန်တဲ့အလုပ်ကိုမလုပ်ပါနဲ့ကိုနဲ့တန်တဲ့အလုပ်ကိုရအောင်ရှာပါအလုပ်ရှာတဲ့အခါတစ်ဖက်အလုပ်ကိုမထွက်သေးပဲနောက်ထပ်အလုပ်တစ်ခုကိုရှာပါနောက်ထပ်အလုပ်ကကိုခန့်ပြီဆိုမှအရင်အလုပ်ကိုစွန့်ခွာပါကျွန်တော်တို့ရဲ့တန်တဲ့အရာတွေကိုသာလုပ်နေမယ်ဆိုရင်ကျွန်တော်တို့ဘဝကအရင်ကထက်ပိုပြီးတိုးတက်လာပါလိမ့်မယ်အရင်ကထက်လူလောကကြီးမှာနေထိုင်ရတာအဆင်ပြေလာပါလိမ့်မယ်
တန်ရဲ့လားဆိုတဲ့အတွေ့ကိုအမြဲတွေးပြီးကိုနဲ့တန်တဲ့အရာတွေကိုပဲရွေးချယ်လုပ်ကင်ရမှာဆိုရင်သင်ဟာမကြခင်မှာရှင်းချက်တဲ့သူတစ်ယောက်အထာကျတဲ့သူတစ်ယောက်အောင်မြင်တဲ့သူတစ်ယောက်ဖြစ်လာပါလိမ့်မယ်အေဂျင့်တဲ့သူရဲ့အနားမှာနေရင်အေဂျင့်ရမယ်ပူလောင်တဲ့သူရဲ့အနားမှာနေရင်ပူလောင်ရပါမယ်ကျွန်တော်တို့ရဲ့ရွေးချယ်မှုဟာကျွန်တော်တို့ရဲ့ဘဝအတွက်တက်ရောက်မှုအများကြီးရှိတာမို့ကောင်းတာတွေဖြစ်လာဖို့ကောင်းတဲ့အရာတွေကိုပဲရွေးချယ်ပါတင့်ပတ်ဝန်းကျင်မှာဘယ်လိုလူတွေရှိသလဲကျွန်တော်မေးခွန်းလေးတစ်ခုမေးချင်ပါတယ်တင့်ရဲ့ပတ်ဝန်းကျင်မှာဘယ်လိုလူမျိုးတွေရှိသလဲဘယ်လိုလူမျိုးတွေကိုတင့်ပတ်ဝန်းကျင်မှာထားသလဲဒီမေးခွန်းကိုမေးရတာကျွန်တော်မှာအကြောင်းရင်းတွေအများကြီးရှိပါတယ်ကျွန်တော်တို့ဟာကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိတဲ့သူတွေအပေါ်မှာမူတည်ပြီးကျွန်တော်တို့ဘဝကအမျိုးမျိုးပြောင်းလဲသွားတာမျိုးပါကျွန်တော်ရဲ့ဘေးမှာအစိတ်တောက်ဖြစ်စေတဲ့သူတွေကိုကြကြထားမယ်ဆိုရင်ကျွန်တော်တို့ကိုယ်တိုင်ကလည်းအစိတ်တောက်ဖြစ်သွားစေနိုင်တယ်လို့ကျွန်တော်ရဲ့ဘေးမှာအေးအေးချမ်းချမ်းနေတဲ့သူတွေကိုထားမယ်ဆိုရင်ကျွန်တော်တို့ကိုယ်တိုင်ကလည်းအေးအေးချမ်းချမ်းနေတတ်သွားပါလိမ့်မယ်နောက်ပြီးကျွန်တော်တို့ပတ်ဝန်းကျင်မှာအလွန်စူးစမ်းတဲ့လူငယ်စီးပွားရေးလုပ်ငန်းရှင်တွေကိုထားမယ်ဆိုရင်ကိုယ်တိုင်ကလည်းစီးပွားရေးနဲ့ပတ်သက်တဲ့ idea တွေအများကြီးရလာမှာဖြစ်တယ်လို့စီးပွားရေးလုပ်ငန်းရှင်တယောက်လည်းဖြစ်သွားနိုင်ပါတယ်ကျွန်တော်တို့မိဘကိုယ်တိုင်ကကျွန်တော်ကိုတုံးစားမရဘူးအသုံးမကျဘူးလို့ခဏခဏပြောခဲ့တဲ့အထိကျွန်တော်အရင်ကအလွန်တုံးရပါတယ်တခုခုဆိုထုံထုံထိုင်းထိုင်းနဲ့ဘာမှမလုပ်တတ်မကင်တတ်တဲ့ကောင်လေးတယောက်ပါဒီနေ့ကျွန်တော်ထက်တနေ့ဝင်းကျင်ခဲ့တဲ့ညီလေးတယောက်နဲ့ခင်မင်ဝင်ရခဲ့ပါတယ်သူကအလွန်ထက်မြက်ပြီးတွတ်တွတ်လက်လက်နဲ့အရန်လေးတော်ပါတယ်တနေ့သူ့စီကနေပတ်စံဆိုတာရှာရတာလွယ်တယ်ဆိုတဲ့အကြောင်းအမြဲကြားရတော့တကယ်ရှာရလွယ်ရလားဆိုပြီးစတင်တွေးတောမိခဲ့ပါတယ်သူကတနေ့ကို3သိန်းကျော်2သိန်းဝန်းကျင်လောက်ရှာနိုင်နေတဲ့ကာလမှာကျွန်တော်ကတနေ့1000ခွဲလောက်ပဲဝင်ငွေရှိနေခဲ့ပါတယ်နောက်ပိုင်းတွေမှာသူ့ရဲ့စီးပွားရှာတဲ့ပုံစံတွေကိုအနီးကလေ့လာခွင့်ရခဲ့ပြီးပတ်စံဆိုတာဒီလိုရှာတာပါလားဆိုတဲ့အတွေ့အကြုံဝင်လာခဲ့ပါတယ်စီးပွားရေးနဲ့ပတ်သက်ပြီးအကြံဉာဏ်တွေလိုတဲ့အခါသူ့စီကအကြံဉာဏ်တွေကိုရယူခဲ့သလိုအလုပ်လုပ်ရင်စိတ်ဓာတ်တွေကျလာတဲ့အခါတရက်2သိန်းနီးဝင်ငွေရှိတယ်သူတို့ကိုကြည့်ပြီးအားတွေယူခဲ့ပါတယ်ဒီလိုနဲ့တရက်စူးစမ်းရင်အခုဆိုရင်ကျွန်တော်လည်းနေရာတနေရာကိုရောက်လာခဲ့ရပါတယ်ဒါတွေမကသေးပါဘူးပြောရမယ်ဆိုရင်မကုန်နိုင်လောက်အောင်ပါပဲကျွန်တော်ပတ်ဝန်းကျင်မှာကျွန်တော်ရွေးချယ်ပြီးထားတဲ့သူတွေကြောင့်ပညာရေးမှာဆိုရင်လည်းအကောင်းဆုံးတနေရာကိုရောက်ခဲ့ရတယ်လို့စီးပွားရေးမှာဆိုရင်လည်းနေရာတနေရာကိုရောက်လာခဲ့ရတာပါတချို့တငယ်ချင်းတွေဆိုရင်ကျွန်တော်ကိုမတွေ့ဖြစ်တဲ့နေ့ပိုင်းခြားလေးအတွင်းမှာအများကြီးပြောင်းလဲလာလိုက်တာနော်ဆိုတဲ့စကားတွေအမြဲတွေ့ကြပါတယ်ဒါကဘာကြောင့်လဲဆိုရင်ကျွန်တော်ပတ်ဝန်းကျင်မှာကျွန်တော်ပေါင်းသင်းဆက်ဆံတဲ့သူတွေကြောင့်ပါကျွန်တော်ပတ်ဝန်းကျင်မှာရှိတဲ့သူတွေဟာကျွန်တော်တို့ကိုအမြင့်ဆုံးရောက်အောင်တွန်းပို့ပေးနိုင်တယ်လို့အောက်ဆုံးထိရောက်အောင်ဆွဲချသွားနိုင်ပါတယ်ဒါကြောင့်ကိုယ့်ပတ်ဝန်းကျင်ကိုယ့်ရဲ့အတိုင်းဝိုင်းမှာကိုယ့်ရဲ့အားဖြစ်စေတဲ့သူတွေကိုသာထားပါကိုယ့်ရဲ့တက်လန်းတွေကိုပိတ်ဆို့စေမဲ့သူတွေကိုအတက်နိုင်ဆုံးကိုယ့်ပတ်ဝန်းကျင်မှာမထားမိပါစေနဲ့နောက်ပြီးအားရင်အားသလိုမနေပဲ YouTube ဖွင့်ပြီးလေ့လာစရာရှိတာလေ့လာပါကိုယ့်ကိုခွန်အားဖြစ်စေမဲ့အရာတွေကိုနားထောင်ပါကိုယ့်ကိုခွန်အားပေးနိုင်မယ်ကိုယ့်ဘဝအတွက်အပြောင်းလဲပေးနိုင်မဲ့ social media platform တွေကိုသာ follow လုပ်ထားပါအစိတ်တောက်တွေဖြစ်စေပြီးဟိုလူမကောင်းကြောင်ပြောဒီလူမကောင်းကြောင်ပြောနေတဲ့ sale တွေကို follow လုပ်ပြီးသူတို့တင်နေများတွေမလွတ်တမ်းကြည့်နေမယ်ဆိုရင်တင်ကိုယ်တိုင်ကလည်းအဲ့လိုလူမျိုးဖြစ်သွားပါလိမ့်မယ်ကိုယ်တိုင်ကမြင့်တဲ့နေရာမှာနေကျင်နေဆိုရင်မြင့်တဲ့သူတွေမြင့်တဲ့အရာတွေကိုပဲကိုယ့်ရဲ့ပတ်ဝန်းကျင်မှာထားပါလို့အကြံပေးခြင်းပါတယ်။ခေါင်းစဉ်အစိတ်အတောက်ဖြစ်စေတဲ့လူများလောကကြီးမှာသူတစ်ပါးရဲ့မကောင်းကြောင်းကိုပြောနေမှစားဝင်အိပ်ပျော်နေတဲ့သူတွေရှိတယ်။သူတစ်ပါးကိုခြံနှင်းပြီးမှအောင်မြင်အောင်ကြိုးစားနေတဲ့သူတွေလည်းရှိပြန်ရော။သူတစ်ပါးအဆင်ပြေရင်မနာလိုပြီးသူတစ်ပါးအဆင်မပြေရင်ပျော်နေတတ်တဲ့လူတချို့လည်းဒီလောကမှာရှိပါတယ်။ဒီလိုလူမျိုးတွေကို toxic people လို့ခေါ်ပါတယ်။အဲ့ဒီလိုမျိုး toxic people တွေစုဝေးနေထိုင်တဲ့အတိုင်းဝိုင်းကြီးကလည်းတကယ်ရှုပ်ထွေးပြီးစိတ်ပျက်စရာသိကောင်းလွန်ပါတယ်။တနေ့သူတစ်ပါးရဲ့ဟုတ်တဲ့အကြောင်းတွေရောမဟုတ်တဲ့အကြောင်းတွေပါအာမနာတမ်းရှောက်ပြောမယ်သူတစ်ပါးကိုအပုတ်ချပြီးပြောမှ social media မှာ like and follow တွေရလာမှန်းသိတော့သူများမကောင်းကြောင်းကိုကောင်းကြောင်းတွေပြောရင် like and follower တွေရှာလာကြတယ်တစ်ချိန်တုန်းကကျွန်တော်လည်း toxic people တွေရှိတဲ့အတိုင်းဝိုင်းထဲမှာနေထိုင်ခဲ့ပူပါတယ်တနေ့ဟိုစကားဒီပို့ဒီစကားဟိုပို့တစ်ဖက်နဲ့တစ်ဖက်အဆင်မပြေအောင်ဟိုလိုခုံးတိုက်လိုက်ဒီလိုခုံးတိုက်လိုက်တယောက်နဲ့တယောက်ဟိုလိုလင်ညာလိုက်ဒီလိုလင်ညာလိုက်နဲ့တွေ့ရမြင်ရတာတကယ်အဆင်မပြေပဲသူတို့နဲ့နေရတာတကယ်မွန်းချက်ဖို့ကောင်းလာရပါတယ် toxic people တွေဟာသူတို့ကိုယ်တိုင်လည်းပူလောင်ပြီးသူတို့ဘေးမှာရှိနေတယ်သူတွေကိုလည်းပူလောင်စေတဲ့အပူအဆိုင်ခဲကြီးတစ်ခုပါသူတို့နဲ့ပိုနီးကပ်တဲ့သူဟာပိုပူရပြီးသူတို့နဲ့ဝင်းနေမြဝေးမှာနေနေတဲ့သူတွေဟာအပူဒဏ်ကိုနည်းတဲ့နည်းနည်းသွားပါတယ်toxic people တွေအများကြီးရှိတဲ့ပတ်ဝန်းကျင်အတိုင်းဝိုင်းမှာ
နေထိုင်တဲ့သူတွေဟာလူရာထက်ပိုပြီးမတိုးတက်နိုင်ပါဘူးလူရာထက်ပိုပြီးမအောင်မြင်နိုင်တယ်လို့လူရာထက်ပိုပြီးလည်းစိတ်မချမ်းသာနိုင်ပါဘူးဘာကြောင့်လဲဆိုတော့ toxic people တွေဟာအမြဲမကောင်းတာမြင်တတ်ပြီးအောက်ကိုအမြဲဆွဲချတတ်တဲ့သူတွေဖြစ်နေလို့ပါဒါကြောင့်ကိုယ်တိုင်က toxic မဖြစ်အောင်နေထိုင်ကျင့်သုံးပါ toxic people တွေနဲ့လည်းလူရာထက်ပိုပြီးမပေါင်းသင်းမိအောင်နေထိုင်ပါခေါင်းစဉ်တနေ့ထက်တနေ့ပိုပြီးရင်းကျက်တဲ့သူဖြစ်ဖို့ဆိုရင်ရင်းကျက်ခြင်းမရင်းကျက်ခြင်းဟာအသက်အရွယ်အပိုင်းခြားနဲ့မသက်ဆိုင်သလိုပညာတတ်ခြင်းပညာမတတ်ခြင်းတွေနဲ့လည်းမသက်ဆိုင်ပါဘူးရင်းကျက်မှုဆိုတာဘဝမှာတွေ့ကြုံခဲ့ရတဲ့အခြေအနေတွေအခက်အခဲပြဿနာတွေအတွေ့အကြုံတွေပေါ်မူတည်သလိုစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးနေတဲ့ထိုင်တဲ့ပြုမှုတတ်တဲ့အပေါ်မှာလည်းမူတည်ပါတယ်အခက်အခဲပြဿနာတွေကိုအကောင်းဆုံးရင်ဆိုင်ဖြေရှင်းနိုင်ခဲ့တဲ့သူတွေဟာရင်းကျက်တဲ့သူတွေဖြစ်လာရသလိုလူမှုပတ်ဝန်းကျင်မှာအလိုက်အသင့်နေတဲ့ထိုင်တဲ့ပြုမှုတတ်ဖို့အမြဲကြိုးစားနေတဲ့သူတွေဟာတနေ့ထက်တနေ့ပုံမူရင်းကျက်တဲ့သူတွေဖြစ်လာရပါတယ်။ခေါင်းစဉ်ရင်းကျက်တဲ့သူတယောက်ဖြစ်လာတဲ့အခါဘယ်လောက်ပဲနာကျင်နေပါစေပြုံပြုံလေးနေတတ်လာတယ်။ထက်ကနာကျင်စေဒီကိုလွတ်ချနိုင်လာတယ်။တခုခုဆိုရင်နားလည်ပြီးတတ်လာတယ်။ကိုယ်ကိစ္စမဟုတ်ရင်အတတ်နိုင်ဆုံးဝင်မပါမိအောင်နေဖြစ်လာတယ်။စိတ်ကိုအယိုးရှင်ဆုံးထားတတ်လာတယ်။ self control အားကောင်းလာတယ်။စကားကိုအေးအေးဆေးဆေးပြောတတ်လာတယ်။တခြားသူထက်ကိုသာအာရုံစိုက်ဖြစ်လာတယ်။အပြုတ်မှုဘိုင်းဆိုင်ရာဟာတည်တည်ငြိမ်ငြိမ်ဖြစ်လာတယ်။လူအတိုင်းဝိုင်းမှာအကောင်းမွန်ဆုံးကျင့်နိုင်ဖို့ဆိုရင်တင့်အနေနဲ့ရင်းကျက်တဲ့သူတစ်ယောက်ဖြစ်အောင်ကြိုးစားဖို့လိုပါတယ်။ရင်းကျက်ခြင်းဟာလူပေါင်းလောကမှာများစွာအသုံးဝင်တဲ့အရေးချင်းတွေကတစ်ခုပါပဲ။တင့်အနေနဲ့ရင်းကျက်တဲ့သူတစ်ယောက်ဖြစ်ဖို့အတွက်ဒီအချက်လေးတွေကိုလိုက်လုပ်ကြည့်ပါ။ခေါင်းစဉ်ရင်းကျက်တဲ့လူတစ်ယောက်ဖြစ်ဖို့နည်းလမ်းများစကားကိုလူရထက်ဖို့မပြောမိပါစေနဲ့။ကိုအမြဲအာရုံစိုက်ပါ။တုံ့ပြန်မှုမမြန်ပါနဲ့။တေချာစဉ်းစားပြီးမှတုံ့ပြန်ပါတခုခုမလုပ်ခင်အရင်ဆုံးတေချာစဉ်းစားပါကိုယ့်ရဲ့လက်ရှိအခြေအနေကိုလက်ခံနိုင်အောင်ကြိုးစားပါခံစားချက်တွေကိုထိန်းချုပ်နိုင်အောင်ကြိုးစားပါဘသူ့ကိုမှအလွယ်တကူမကဲ့ရဲ့နဲ့မဝေဖန်မိပါစေနဲ့ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာနေအောင်နေပါတယောက်တည်းနေတဲ့အောင်လေ့ကျင့်ပါပြဿနာတွေကိုမကြောက်ပါနဲ့ရဲရဲရင်ဆိုင်ပါစိတ်ခံစားချက်လွယ်တဲ့အကျင့်ကိုဖျောက်ပါစိတ်ကခံစားရတာကိုမျက်နှာပေါ်မပေါ်လာအောင်လေ့ကျင့်ပါကိုအမြဲတမ်းမှနေအောင်ကြိုးစားပါတိုက်ခိုက်မှုတွေကိုခံနိုင်ရရှိအောင်ကြိုးစားထားပါတကယ်လေ့ကျင့်ရင်လောကီကိစ္စမပြောနဲ့လောကုတ္တရာကိစ္စတွေထီအောင်ဖြစ်လာနိုင်ပါတယ်ဆိုပြီးပါမောက္ခချုပ်ဆရာတော်ဘုရားကြီးကမိန့်ကြားပူပါတယ်ဒါကြောင့်ကိုယ်တိုင်ကရင့်ကျက်ပြီးစမတ်ကြတဲ့သူတယောက်ဖြစ်ချင်ပါတယ်ဆိုရင်ရင့်ကျက်စီမဲ့အလေးချင်းတွေကိုရအောင်လေ့ကျင့်ပါလူငယ်များအားလုံး next level better version ကိုအမြန်ဆုံးရောက်နိုင်ကြပါစေခေါင်းစဉ်မကောင်းတဲ့ကံတွေကိုပြန်လည်ကောင်းမွန်လာအောင်ကံမကောင်းအကြောင်းမလာရင်ဘယ်ရာကိုမှလှုပ်ပျက်စီးတတ်ပါတယ်ကိုဟာအလုပ်တွေစူးစမ်းနေပါလေရဲ့စူးစမ်းတော့အရာမထင်တဲ့အခါဒါမှမဟုတ်အခက်ခဲတွေကိုကြီးအမြဲတမ်းရင်ဆိုင်နေရပြီးကိုကံမကောင်းတယ်လို့ခံစားနေရတဲ့အခါကျွန်တော်တို့အနေနဲ့မိမိရဲ့မကောင်းတဲ့ကံတွေတဖြည်းဖြည်းပြန်လည်ကောင်းမွန်လာအောင်ပြုပြင်ဖို့လိုအပ်ပါတယ်ကျွန်တော်တို့အနေနဲ့မကောင်းတဲ့ကံတွေပြန်လည်ကောင်းမွန်လာအောင်ဘယ်လိုပြုပြင်ဖို့လိုတယ်လဲဆိုရင်ဘယ်လိုပြုပြင်မှုရတယ်လဲဆိုရင်လေအောက်ကချက်တွေကိုလိုက်လို့ကြည့်လို့ပါတဲ့စေတနာကောင်းအောင်ထားပါစေတနာကောင်းရင်ကံကောင်းတယ်ဆိုတဲ့စကားလည်းရှိပါတယ်ကျွန်တော်တို့တွေလူတိုင်းပေါ်မှာမိမိရဲ့အလုပ်ပေါ်မှာအရာအလုံးပေါ်မှာစေတနာထားမယ်ဆိုရင်ကျွန်တော်တို့ရဲ့ကံတွေဟာအလိုလိုကောင်းလာပါလိမ့်မယ်နှစ်စိတ်ကိုဖြူစင်အောင်ထားပါမိမိရဲ့အတွင်းစိတ်ကလေးကိုဖြူစင်အောင်ထားတဲ့သူတွေဟာအမြဲအေးချမ်းကြည်လင်နေမှာဖြစ်ပြီးလူချစ်လူခင်လည်းပေါ်များလာမှာဖြစ်တယ်လို့နဲ့အပေါင်းတို့ရဲ့ချစ်ချင်းကိုရရှိလာမှာဖြစ်ပါတယ်စိတ်ထားကောင်းရင်ကံကောင်းနိုင်တာမို့စိတ်ကိုဖြူစင်အောင်ထားပါ၃ဘာသာရေးလုပ်ပါဘာသာရေးအများဆုံးလုပ်ခြင်းဟာမကောင်းတဲ့ကံကိုပြန်လည်ကောင်းမွန်လာအောင်အထီးရောက်ဆုံးပြုပြင်ခြင်းပါပဲဘာသာရေးလို့ဆိုတဲ့နေရာမှာကောင်းမှုကုသိုလ်ပြုလုပ်ခြင်းလူတိုင်းပေါ်မေတ္တာထားခြင်းနဲ့မေတ္တာတရားအမြဲပွားများခြင်းကိုချင်းသီလစောင့်ထင်ခြင်းအမြဲဘုရားရှိခိုးခြင်းဘုရားကျောင်းစီဒီများတန်ရှင်းရေးလုပ်ခြင်းလှူဒန်းမှုများပြုလုပ်ခြင်းပဋိစိတ်ခြင်းတို့ပါဝင်ပါတယ်ကံတွေပြန်လည်ကောင်းမွန်လာဖို့အတွက်ဘာသာရေးနဲ့ပတ်သက်တာများများလုပ်ပါ၄မိဘကိုလှုပ်ကြွေးပြုစုခြင်းမိဘကိုလှုပ်ကြွေးပြုစုတဲ့သူတွေဟာဒီဘဝမှာလည်းကံကောင်းတတ်တယ်လို့နောင်ဘဝတွေမှာလည်းကံကောင်းတတ်တာမို့မိဘကိုမဆုံးရှုံးခင်အချိန်လေးမှာတဝါကြီးပြုစုလှုပ်ကြွေးပါ၅ကျေးဇူးတရားကိုနားလည်ပါကိုယ့်အပေါ်မှာရှိခဲ့မှုတဲ့တစ်ဖက်လူရဲ့ကျေးဇူးတရားတွေကိုကျွန်တော်တို့ကနားလည်သဘောပေါက်ပြီးအခွင့်အခါသင်တာနဲ့ကျေးဇူးပြန်ဆက်ဖို့လိုပါတယ်ကျေးဇူးတရားကိုအမြဲတည်တတ်ပြီး
ကျေးဇူးပြန်ဆက်တတ်ခြင်းဟာကံပြင်းခြင်းကံမြင်ခြင်းတစ်မျိုးပါပဲခေါင်းစဉ်ရက်တက်မသွားပဲဆက်ကြိုးစားပါဘလို့အခြေအနေတွေမျိုးမှာပဲဖြစ်ဖြစ်ကိုလုံးနေတဲ့အလုပ်ကိုလုံးဝမရက်တန့်လိုက်ပဲဆက်ပြီးကြိုးစားနေတဲ့သူတွေဟာအောင်မြင်မှုတိုးတက်မှုနဲ့ထိုက်တန်တဲ့သူများဖြစ်ပါတယ်ဒီနေ့တငယ်ချင်းတွေနဲ့အဆင်မပြေလို့ဒီနေ့မိုးရွာနေလို့ဒီနေ့ရီးစားနဲ့ရံပစ်ထားလို့စသဖြင့်အကြောင်းပြချက်မျိုးစုံပေးပြီးကိုလုံးနေတဲ့အလုပ်ကိုဆက်မလုပ်ပဲရက်တန့်တဲ့သူတွေဟာဒီနေ့အတွက်မအောင်မြင်တဲ့သူတွေပဲဖြစ်ပါတယ်ဒီလိုပါပဲကိုလှုပ်ရှားရှိတဲ့အလုပ်တွေကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်တွေကိုဆက်လက်အကောင့်ထဲမဖော်ပဲအကြောင်းပြချက်အမျိုးမျိုးပြရတဲ့သူတွေဟာအနာဂတ်မှာမအောင်မြင်နိုင်ပါဘူးဥပမာအနေနဲ့ပြောရမယ်ဆိုရင်မောင်ကတစ်လကိုသိန်း100ရှာဖို့ပန်းတိုင်ထားပါတယ်တစ်လသိန်း100ရဖို့အတွက်တရက်ကို3,3500ဝန်းကျင်ရှာဖို့ဆုံးဖြတ်ထားပါတယ်နေ့စဉ်နဲ့များတတ်မှတ်ထားတဲ့ငွေအမောင်လည်းပြည့်အောင်စိတ်အားထက်သန်စွာနဲ့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့တနေ့မှာတော့စိတ်အစင်မပြေစရာကိစ္စတစ်ခုကြောင့်စိတ်အနှောက်အယှက်ဖြစ်ပြီးတတ်မှတ်ငွေအမောင်ထက်3သိန်းလောက်လိုနေခဲ့ပါတယ်အဲ့ဒီနေ့အတွက်တတ်မှတ်ငွေအမောင်မပြည့်ခဲ့ဘူးပေါ့ဒီလိုနဲ့မောင်ကဒီနေ့အတွက်တတ်မှတ်ငွေအမောင်မပြည့်ခဲ့လို့တစ်လအတွက်သိန်း100ရှာမယ့်အစီအစဉ်ကိုပြက်ပြီးလို့တွေးမိသွားခဲ့ပါတယ်ဒါကြောင့်ပဲတစ်လသိန်း100ရှာမယ့်အစီအစဉ်ကိုရပ်တန့်လိုက်ပြီးဒီလိုပဲပတ်စံရှာမြဲတိုင်းရှာနေခဲ့ပါတယ်တရက်တာအတွက်တတ်မှတ်ထားတဲ့ငွေမောင်းမရှိတော့တာမို့ပတ်စံကိုလည်းရှာချင်တယ်လို့ရှာလှုပ်ချင်တယ်လို့လုပ်နေတော့တာမို့မောင်ရဲ့တစ်လဝင်ငွေဟာသိန်း100မဟုတ်ပဲသိန်း60သာဖြစ်သွားခဲ့ရပါတယ်တကယ်လို့မောင်သာအဲ့ဒီနေ့အတွက်တတ်မှတ်ပတ်စံမပြည့်ခဲ့ပေမဲ့နောက်နေ့တွေမှာလူသွားတဲ့ငွေမောင်းကိုနည်းနည်းစီတိုးရှာသွားမယ်ဆိုရင်မောင်ရဲ့သိန်း100ရှာမယ့်အစီအစဉ်သာမရက်တန့်သွားဘူးဆိုရင်မောင်ဟာတစ်လအတွင်းသိန်း100ရခဲ့မှာပါမောင်ကပန်းတိုင်မရောက်ခင်ရက်တန့်သွားတဲ့အတွက်ပန်းတိုင်ကိုအမှန်တကယ်မရောက်သွားတော့ပါဘူးနောက်ပြီးသိန်း100မှာသိန်း60ပဲရခဲ့တာမို့သူ့ရဲ့တစ်လတာမှာသိန်း40ဟာအလိုလိုဆုံးရှုံးလိုက်ရပါတယ်နောက်ထပ်ဥပမာတစ်ခုပေးရမယ်ဆိုရင်ဝိတ်ချတဲ့ကိစ္စမျိုးပေါ့ကိုကဝိတ်ချမယ်လို့တွေးထားတယ်ဒါပေမဲ့မိုးရွာတာနေပူတာအလို့ရှုပ်တာစတဲ့ကိစ္စတွေကြောင့်ဆက်ပြီးဝိတ်မချတော့ပဲဝိတ်ချခြင်းကိုရပ်တန့်လိုက်မယ်ဆိုရင်အနာဂတ်မှာကိုဟာစမတ်ချတဲ့သူဖြစ်ရှိနေတော့မှမဟုတ်ပဲဖက်တီးဘဝနဲ့တစ်သက်လုံးနေသွားရမှာဖြစ်ပါတယ်ပန်းနိုင်ကိုသွားဖို့အစီအစဉ်မရှိတော့ပဲရပ်တန့်လိုက်တဲ့နေ့ဟာတင့်အတွက်ပန်းနိုင်ကိုအမှန်တကယ်မရောက်တော့မယ့်နေ့ပါပဲဒါကြောင့်ကိုဟာပန်းနိုင်တစ်ခုကိုသွားဖို့အတွက်အစီအစဉ်ရှိတယ်ဆိုရင်အဲ့ဒီပန်းနိုင်ကိုသာအာယုံစိုက်ပါအဲ့ဒီပန်းနိုင်ကိုပဲအမြဲကြည့်ပါဘေးမှာရှိနေတဲ့အရာတွေပေါ်အာယုံထားမိတဲ့အခါစိတ်နှောက်ယှက်ဖြစ်တတ်ပါတယ်ပန်းနိုင်ပေါ်အာယုံစိုက်မှုနည်းသွားတတ်ပါတယ်လောကကြီးမှာတစ်ခုခုဆိုရင်ဇွဲမရှိပဲရက်တန့်လိုက်ဖို့သာဆုံးမချက်ချတတ်တဲ့သူတွေဟာလုံးဝမအောင်မြင်နိုင်တဲ့သူတွေပဲဖြစ်ပါတယ်အိမ်မက်တွေရှိတယ်ဆိုရင်အဲ့ဒီအိမ်မက်တွေအတွက်လုပ်နေတာတွေကိုလုံးဝမရက်တန့်လိုက်ပါနဲ့မဖြစ်နိုင်ဘူးလို့ထင်ထားတဲ့အမြင်တွေနေရာတွေထိရှောင်အောင်သွားပါခေါင်းစဉ်အမြဲဆင်းရဲနေမဲ့သူတွေရဲ့အလေးချင်းများရည်မှန်းချက်ရှိပေမဲ့ရည်မှန်းချက်ပန်းတိုင်ကိုအကောင့်ထဲမှာဖော်နိုင်ခြင်းအမြဲပြင်းရှိနေခြင်းမိမိရဲ့ကိုယ်ရည်ကိုယ်သွေးအမြဲတိုးတက်နေအောင်မကြိုးစားခြင်းရှာရွေးရသမျှအကုန်သုံးဆွဲတတ်ခြင်းအနာဂတ်အတွက်ပလန်မရှိခြင်းဘဝမနာတတ်ခြင်းလောင်ကစားအမြဲလုပ်ခြင်းမိမိကိုယ်ကိုရင်းနှီးမြှုပ်နှံမှုမလုပ်ခြင်းဝင်ငွေတစ်ခုတည်းပေါ်အမြဲရပ်တည်နေခြင်းမလိုအပ်ပဲအကျွေးအများပြားယူခြင်းချမ်းသာတဲ့သူဖြစ်ဖို့ပြင်းပြတဲ့စိတ်ဆန္ဒမရှိခြင်းအသက်တော်ပြောင်းလဲမှုတွေပေါ်လေ့လာမှုမရှိခြင်းချမ်းသာစေဖို့စဉ်းစားတွေးခေါ်နိုင်တဲ့ဉာဏ်ရည်မရှိခြင်းကျွန်တော်တို့တွေကချမ်းသာခြင်းကိုမကြိုက်နေလို့မရပါဘူးချမ်းသာခြင်းကိုမကြိုက်လို့ရှိရင်ဘယ်တော့မှချမ်းသာလာနိုင်မှာမဟုတ်ပါဘူးကျွန်တော်တို့အနေနဲ့ပြင်းပြချမ်းသာခြင်းပါလေဆိုရင်ချမ်းသာခြင်းကိုစိတ်ထဲနှလုံးသားထဲကပြင်းထန်ထန်ကြိုက်နေဖို့လိုအပ်ပါတယ်ကျွန်တော်တို့ချမ်းသာလာပါမှာကျွန်တော်တို့ချမ်းသာရေးလူမှုရေးနေထိုင်ရေးအဆင်ပြေရှိလာမှာဖြစ်တယ်လို့ဘဝရဲ့အာမခံချက်လည်းကောင်းမွန်ရှိလာမှာဖြစ်ပါတယ်ဒီထက်ပိုကောင်းတဲ့ဘဝတွေကိုရရှိဖို့အတွက်ကျွန်တော်တို့ဒီနေ့ကစပြီးအစွမ်းကုန်ကြိုးစားကြရအောင်နော်ခေါင်းစဉ်မိဘကိုပတ်စံအကုန်မအပ်ပါနဲ့ကိုခြေတော့ပေါ်ကိုရက်တီးပြီးကိုအားကိုကူးနေရတဲ့လူငယ်တွေကိုအကြံပေးခြင်းတာလေးတစ်ခုရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့ရသမျှလစာတွေအားလုံးမိဘကိုအကုန်မအပ်ပါနဲ့9သိန်းရခဲ့မယ်ဆိုရင်3သိန်းလောက်ကို3သိန်းလောက်ကိုအသုံးပြုပြီးနောက်3သိန်းလောက်ကိုစုထားပါကျွန်တော်တို့ဟာရသမျှပတ်စံတိုင်းကိုရတုံလုပ်ပြလို့မရပါဘူးကျွန်တော်တို့မှာနောင်ရေးဆိုတာရှိပါတယ်ကျွန်တော်တို့မှာအနာဂတ်ဆိုတာရှိပါတယ်ကျွန်တော်တို့ရဲ့အနာဂတ်အတွက်ကျွန်တော်တို့ပတ်စံစုရပါမယ်စုထားတဲ့ပတ်စံတွေကရင်းနှီးမြှုပ်နှံမှုလုပ်ရပါမယ်ကိုက9သိန်းရရင်9သိန်းစလုံးအင်ကိုပေးလိုက်မယ်ဆိုရင်ကိုအလုံးမရှိတော့တဲ့အခါအလုံးပြုတ်သွားတဲ့အခါဘယ်လိုနေမှာပါလဲ
ကိုအိမ်အောင်ကျသွားတဲ့အခါမှာရောဘယ်လိုလုပ်မှာပါလဲကျွန်တော်တို့ကျမ်းမာရေးတစ်ခုဖြစ်သွားရင်ရောဘယ်လိုလုပ်မှာပါလဲကျွန်တော်တငယ်ချင်းတစ်ယောက်ရှိပါတယ်မိဘပေါ်တည်တက်ပြီးလိမ်မာတဲ့သူတစ်ယောက်ပါသူ့အလုံးလုံးလို့ရသမျှဝင်ငွေတိုင်းကိုလည်းသူ့ရဲ့မိဘကိုအပ်ပြီးမိဘကပြန်ပေးတဲ့မုံမိုးကိုဒါသူ့အတွက်အသုံးပြုပါတယ်ဒါပေမဲ့တစ်ခုရှိတာကသူ့ရဲ့မိဘတွေဟာတားဖြစ်သူရှာလို့ရတဲ့ပတ်စံတွေကိုစုဆောင်းထားတာမျိုးရွှေတိုငွေစာလေးတွေလုပ်ထားတာမျိုးမရှိပါပဲအမြဲလောင်းကစားလုပ်နေခဲ့ပါတယ်ပေးသမျှပတ်စံတိုင်းကမလောက်တဲ့အပြင်အကျွေးကယူတဲ့သေးတာမို့သူတို့မိသားစုရဲ့ဝင်ငွေနဲ့ထုတ်ငွေဟာမညီမျှတာတွေဖြစ်ခဲ့ပါတယ်ဒီလိုနဲ့တနေ့မှာတော့ကျွန်တော်တငယ်ချင်းရဲ့အလုပ်ကရှက်နာလိုက်ရတာမို့အိမ်ရဲ့ဝင်ငွေဟာလည်းရုတ်တရက်ကြီးရပ်တန့်သွားခဲ့ပါတယ်ဒီလိုနဲ့အိမ်မှာအိတ်လိုက်စားလိုက်နောက်လုပ်ငန်းကိုထပ်ရှာလိုက်မရလိုက်နဲ့တလကြာခဲ့ပါတယ်ပထမတစ်လမှာအိတ်လိုက်စားလိုက်လုပ်နေတာကိုမိဘတွေကဘာမှမပြောခဲ့ပါဘူးလပေါင်းများစွာကြာလာတော့မိဘတွေညှို့ညင်ပြောဆိုလာကြပါတယ်မိဘတွေကနေ့စဉ်နဲ့အမျှတစ်ခုမော်တစ်ခုညှို့ညင်စွာပြောဆိုနေတာမို့တငယ်ချင်းကသူ့မိတ်ဆွေအတိအိမ်ကိုထွက်သွားပြီးအဲ့ဒီအတိရဲ့ကျေးဇူးနဲ့နောက်ထပ်အလုပ်ကိုရသွားခဲ့ပါတယ်ဒီလိုနဲ့အလုပ်လုပ်လိုက်ရတဲ့ပတ်စံတွေကပေးတင်တဲ့လောက်မိဘတွေကိုပေးလိုက်သူ့အတွက်ခြံထားလိုက်နဲ့ရုန်းကန်နေခဲ့ရပါတယ်နောက်ထပ်နေ့အနေငယ်ကြတော့သူကိုယ်တိုင်လည်းစီးပွားရေးအဆင်ပြေနေတာဖြစ်တယ်လို့မိဘတွေကိုလည်းတိုက်နေမြေခွက်ကောင်းကောင်းနဲ့ထားနိုင်ခဲ့ပါတယ်ဒီလိုစီးပွားရေးအဆင်ပြေဖို့ဆိုတာဟာသူကလည်းဝင်ငွေကိုစီးနဲ့ကန်တဲ့အသုံးပြုစီမံခန့်ခွဲပြီးမိဘတွေကိုလည်းစီးနဲ့ကန်တဲ့အပ်ခဲ့လို့ဖြစ်ပါတယ်စုဆောင်းမိသမျှငွေပိုတွေကိုလည်းနောက်ထပ်ရင်းနှီးမြှုပ်နှံမှုတွေကိုလုပ်ခဲ့လို့ပါမိမိအဆင်ပြေမှာမိမိရဲ့မိဘတွေကိုပုံပုံပြုစုလုပ်ကျွေးနိုင်မှာမို့တင်းတောင်းတဲ့ထားနိုင်မှာမို့အချင်းဆုံးမိမိကိုယ်အဆင်ပြေဖို့အတွက်ကြိုးစားပါပတ်စံတွေကိုရရင်ရတယ်လို့မသုံးပဲရင်းနှီးမြှုပ်နှံမှုတွေလုပ်ပါအနာဂတ်မှာဥစ္စာကျဲဝါချမ်းသာပြီးမိဘကိုတင်းတောင်းတင်တယ်ထားနိုင်ခြင်းနဲ့ဆိုရင်အခုချိန်မှာသွားကျင်တာသွားစားကျင်တာစားဝယ်ကျင်တာဝယ်လုပ်နေလို့မရပါဘူးနောက်ပြီးမိဘကိုလည်းရသမျှဝင်ဝင်အားလုံးကိုအပ်နေလို့မရပါဘူးကိုယ့်ရဲ့နောင်ရေးအတွက်လည်းချမ်းထားဖို့လိုအပ်ပါတယ်မိဘကိုပြုစုလုပ်ကြွေးတာဟာအမြင့်မြတ်ဆုံးသောအလုပ်ဖြစ်ပါတယ်ဒါပေမဲ့မိဘကိုပတ်စံအပ်တဲ့အခါစီးနဲ့ကန်းနဲ့အပ်ပါမိဘကိုပတ်စံအပ်လိုက်လို့ပိုရှင်တဲ့တစ်စိတ်တစ်ပိုင်းကိုရင်းနှီးမြှုပ်နှံမှုတွေလုပ်ပါငွေကြေးကိုစီမံခန့်ခွဲတတ်အောင်ကြိုးစားပါစင်းရဲတဲ့ဘဝမှာပျော်မနေပါနဲ့ငွေကိုရေလိုသုံးနိုင်တဲ့အထိအလုပ်တွေစူးစမ်းပါချမ်းသာတဲ့ဘဝကိုရောက်အောင်သွားပါခေါင်းစဉ်ဆိုရှယ်မီဒီယာကနေတစ်ခါလောက်ဝင်ဝင်ရှာကြည့်ပါကျွန်တော်အလုပ်တစ်ခုရဲ့ဝန်ထမ်းဘဝတုန်းကရခဲ့တဲ့လစာရဲ့နှစ်စာကိုဆိုရှယ်မီဒီယာကနေတစ်လတည်းနဲ့ရအောင်ရှာနိုင်ခဲ့တယ်ဆိုရင်ယုံမလားတကယ်တော့ကျွန်တော်တို့တွေအတွက်ဆိုရှယ်မီဒီယာဟာအသုံးချတဲ့ရင်အသုံးချတဲ့လောက်အသုံးချပါတယ်ကောင်းကျိုးတွေရှိပါတယ်။ကိုဟာဈေးရောင်းရတာမကြိုက်ဘူးဆိုရင်လည်းကျွန်တော်တို့ရဲ့ပညာတွေကိုဆိုရှယ်မီဒီယာမှာရောင်းချလို့ရပါတယ်။ကိုကအင်္ဂလိပ်စာကျွမ်းကျင်နေဆိုရင်အင်္ဂလိပ်စာပြန်လည်သင်ပြပေးတာမျိုးကိုကဂျပန်စာကျွမ်းကျင်နေဆိုရင်ဂျပန်စာပြန်လည်သင်ပြပေးတာမျိုးဒါမှမဟုတ်ကိုကဈေးကောင်းကောင်းရောင်းတတ်တယ်ဆိုရင်ဆိုရှယ်မီဒီယာမှာဈေးရောင်းချတာမျိုးလုပ်ဖူးစေခြင်းပါတယ်။ဆိုရှယ်မီဒီယာကနေဝင်ငွေရှာရတာလွယ်လိုက်တာလို့သိသွားတဲ့နေ့တင့်အတွက်ငွေကြေးခက်ခဲကနေကင်းလွတ်တဲ့နေ့ပါပဲဆိုရှယ်မီဒီယာမှာကိုတင်လိုက်တဲ့ဗီဒီယိုလေးတစ်ပုဒ်ကနေငွေကျပ်သိန်းနဲ့ချီတန်းနဲ့ချီရာနဲ့ချီပြီးရသွားနိုင်တာမို့ဆိုရှယ်မီဒီယာမှာပတ်စံရှာကြည့်ဖို့အကြံပေးပါရစေဆိုရှယ်မီဒီယာမှာဝင်ငွေရှာနိုင်ဖို့အတွက်ဆိုရင်ဆိုရှယ်မီဒီယာကိုကောင်းကောင်းအသုံးချနိုင်ဖို့နဲ့ TikTok marketing, Facebook marketing, content marketing တွေအကြောင်းကိုကောင်းကောင်းသိဖို့လိုအပ်ပါတယ်ဒီအရာတွေကိုမသိဘူးဆိုရင်လည်း Google, YouTube, TikTok ရဲ့ search bar မှာသိချင်တာတွေအားလုံးရိုက်ရှာပြီးလေ့လာလို့ရပါတယ်။နောက်ပြီး social media မှာအကြောင်းအရာတွေအများကြီးအစုံလင်ရှိနေတာမို့တခုခုဆိုရင် search bar မှာရိုက်ရှာတတ်တဲ့အလေးအကျင့်လုပ်ထားဖို့ကိုလည်းအကြံပေးခြင်းပါတယ်။နေရိပ်ထဲမှာနေပြီးပတ်စံကောင်းကောင်းရှာတတ်ခြင်းရင် social media ကိုအကောင်းဆုံးအသုံးချနိုင်အောင်ကြိုးစားပါတကယ်လို့မိမိကအပြင်မှာဆိုင်ဖွင့်ထားတဲ့သူတို့မဟုတ်ဈေးရောင်းချနေတဲ့သူဆိုရင်လည်းကိုယ့်ရဲ့ဆိုင်ကို social media မှာမိတ်ဆက်ဖို့မမေ့ပါနဲ့နောက်ပြီးကိုယ့်ရဲ့ဆိုင်ကပစ္စည်းတွေကို social media မှာရောင်းချကြည့်ဖို့မမေ့ပါနဲ့နော်သူတစ်ပါးရဲ့ဘဝကိုကြည့်ပြီးတောက်လောင်နေမယ့်အစားကိုယ့်ဘဝကိုတောက်ပအောင်ကြိုးစားပါခေါင်းစဉ်ကိုဒူးကိုချွန်ကိုယ့်ပတ်စံကိုရှာပြီးကိုယ့်ပတ်စံကိုကြိုက်တယ်လို့သုံးရတဲ့ feeling ကဘာနဲ့မှမလဲနိုင်ပါဘူးကိုယ့်ပတ်စံနဲ့ကိုတက်ချင်တဲ့တင်နန်းတက်စားချင်တာဝယ်စားလှုပ်ချင်တာတွေလုပ်သွားချင်တဲ့နေရာသွားခွင့်ရတဲ့အခိုက်အတန့်ဟာလူငယ်ဘဝရဲ့ဂုဏ်ယူရဆုံးအခိုက်အတန့်ပါပဲမိဘစီလက်ဖြန့်တောင်းနေရတာမဟုတ်တဲ့အတွက်မျက်နှာငယ်စရာအာနာနေစရာလည်းမလိုပါဘူးနေရာတကာမိဘစီကလက်ဖြန့်တောင်းပြီးသုံးတာနဲ့ကိုယ့်ပတ်စံကိုရှာသုံးလိုက်ရတဲ့ feeling ကဘယ်လောက်ထိကွဲပြားခြားနားသလဲဆိုတာလူငယ်တွေကိုသိစေခြင်းပါတယ်ကိုတူးကိုချွန်းတဲ့လူငယ်တစ်ယောက်ရဲ့ဘဝကဘယ်လောက်ထိကောပြီးမိုက်တလဲဆိုတာလူငယ်တွေကိုသိစေခြင်းပါတယ်အဲ့ဒီဘဝကိုလည်းပိုင်ဆိုင်ဘူးစေခြင်းပါတယ်ပတ်စံဆိုတာရှာရမခက်ပါဘူးရှာတတ်ရင်လွယ်လွယ်လေးပါဒါ
ဒါကြောင့်ကိုတူးကိုခြုံပြီးကိုဝင်ငွေကိုရှာကြည့်ပါကိုလိုချင်တဲ့ပစ္စည်းတွေကိုဈေးနှုန်းမကြည့်ပဲကောက်ဝယ်နိုင်အောင်လောက်ထိစူးစမ်းပါကိုတူးကိုခြုံကိုအားကိုကူတဲ့လူငယ်တွေဟာမိဘစီလက်ဖြန့်တောင်းတဲ့လူငယ်တွေအတွက်အများကြီးတာရဲဆိုတာသိထားပါကိုမှရှိမှကိုရဲ့ပတ်စံမို့ကိုသာအားကိုပါကိုသုံးမဲ့ပတ်စံကိုကိုယ်တိုင်ရှာဖွေပါမိဘတွေကိုလည်းအာမကိုနဲ့မောင်နှမတွေကိုလည်းအာမကိုနဲ့ဆွေမျိုးတွေကိုလည်းအာမကိုပါနဲ့ခေါင်းစဉ်လူငယ်တွေတည်တည်နဲ့ HIV ပိုးကူးစက်ခံရတဲ့လူငယ်တွေတစ်နေ့တစ်နေ့ပိုများလာပါတယ်။ HIV ပိုးရှိနေတဲ့သူတွေဟာတာမန်လူတွေလိုပဲတာမန်အခြေအနေပဲမို့လူတိုင်းပုံကိုယုံကြည်နေလို့မရပါဘူး။ဒါကြောင့်အခုမှစတွေ့တဲ့သူနဲ့အကာအကွယ်မပါပဲဖြစ်ချင်တယ်လို့မဖြစ်ဖို့တတိပေးပေးရစေ။တချို့လူငယ်တွေဆိုရင်အခုအချိန်ထိ HIV ပိုးအကြောင်းစိတ်မဝင်စားကြဘူး။နောက်ပြီး HIV နဲ့ပတ်သက်တဲ့ဗဟုသုတတွေလုံးဝမသိကြပါဘူး။ဒါကြောင့် HIV ပိုးနဲ့ပတ်သက်တဲ့ဗဟုသုတလေးကိုဝေမျှပေးပေးရစေ။ခေါင်းစဉ် HIV ပိုးဆိုတာဘာကိုပြောရလဲဆိုရင် HIV ဆိုတာကျွန်တော်တို့ရဲ့ခုခံအားစနစ်ကိုကျဆင်းစေတဲ့ယောဂပိုးဖြစ်ပါတယ်။ဒီ HIV ပိုးတွေဟာကျွန်တော်တို့ခန္ဓာကိုယ်ကိုယောဂပိုးတွေအလွယ်တကူဝင်မလာအောင်ခုခံတားဆီးပေးတဲ့ဆဲတွေကိုအဓိကဖျက်ဆီးဖြစ်ပါတယ်။အဲ့ဒီဆဲတွေအများပြပျက်စီးလာတဲ့အခါယောဂပိုးပေါင်းစုံကလည်းကျွန်တော်တို့ခန္ဓာကိုယ်တွေကိုအလွယ်တကူဝင်လာနိုင်မှာဖြစ်ပါတယ်။ဒီလိုကနေတဖြည်းဖြည်း HIV အဆင့် AIDS ယောဂအဆင့်သို့ရောက်ရှိသွားမှာဖြစ်ပါတယ်။ HIV နဲ့ AIDS တူလား AIDS လို့ခေါ်တဲ့ယောဂဟာ HIV ပိုးကြောင့်ဖြစ်ပေါ်လာတဲ့ယောဂတစ်မျိုးဖြစ်ပါတယ်အယိုးရှင်းဆုံးပြောရရင် HIV ဆိုတာပိုးမွှားဖြစ်ပြီး AIDS ဆိုတာ HIV ပိုးကြောင့်ဖြစ်ပေါ်လာတဲ့ယောဂဖြစ်ပါတယ် HIV ဘာကြောင့်ဖြစ်တာလဲဆိုရင် HIV ဗိုင်းရပ်တွေဟာမိခင်ရဲ့နှုတ်ရည်တုပ်ရည်သွေးအမျိုးသမီးကိုယ်တွင်းမှာထွက်လာတဲ့အရည်စအူမှထွက်ရှိလာတဲ့အရည်တို့မှတစဉ်ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်တွေကိုကူးစက်လာပါတယ်။ချွေးတတွေးကနေမကူးစက်နိုင်သလိုနမ်းရှိုက်တာအသားချင်းထိတာတွေကနေလည်းမကူးစက်နိုင်ပါဘူး။လိမ်ပိုင်းဆိုင်ရာထိတွေ့မှုတွေပြုလုပ်မယ်။သွေးချင်းထိမယ်။ဆေးထိုးအပ်တွေခေါင်းညိတ်ဓာတ်တွေမျှသုံးမယ်။မိခင်ကသားသမီးကိုနှုတ်ရည်တိုက်ကြွေးမယ်ဆိုရင် HIV ပိုးကူးစက်နိုင်ပါတယ်။ HIV ကနေ AIDS အဆင့်ကိုဘယ်လိုရောက်လာသလဲဆိုရင် HIV ပိုးရှိနေတဲ့သူတွေအနေနဲ့ ART လို့ခေါ်တဲ့ပိုးထိန်းဆေးကိုတောက်မထားဘူးဆိုရင်AIDS ယောဂသေချာပေါက်ဖြစ်လာနိုင်ပါတယ်။ AIDS အဆင့်ကိုရောက်တော့မယ်ဆိုရင်ဒီအချက်၃ချက်ဖြစ်ပွားလာမှာဖြစ်ပါတယ်။ခေါင်းစဉ်အစောပိုင်းကာလအဆင့်ဒီအဆင့်ကတော့ HIV ပိုးစဖြစ်တဲ့ကာလဖြစ်ပါတယ်။ HIV ကူးစက်ခံရတဲ့အပြုအမူတွေပြုလုပ်ပြီး၄ပတ်အကြာမှာလေကြောင်းနာခြင်းကြွက်သားတွေနာကျင်ကြိုက်ခဲခြင်းညဘက်အချိန်တွေမှာချွေးစေးပြန်ခြင်းပါးစပ်ထဲမှာအနာများပေါက်လာခြင်းခေါင်းမုတ်ကြိုက်ခဲခြင်းဖျားနာခြင်းစတဲ့လက္ခဏာတွေစပြီးပြပါလိမ့်မယ်ဒီလိုအဆင့်မျိုးကိုပထမအဆင့်လို့ခေါ်ပါတယ်ဒုတိယအဆင့်ဒီအဆင့်မှာဆိုရင်တော့ HIV ပိုးဟာကျွန်တော်တို့ရဲ့ခန္ဓာကိုယ်တွေကိုတော်တော်များများဝင်ရောက်နေပြီးကျွန်တော်တို့ရဲ့ကိုယ်ခံအားစနစ်ဟာလည်းတဖြည်းဖြည်းကျဆင်းနေပါပြီနောက်ဆုံးအဆင့် AIDS ယောဂလုံးဝဖြစ်ပွားသွားတဲ့အဆင့်ဖြစ်ပါတယ်ဒီအဆင့်မှာဆိုရင်တော့ကျွန်တော်တို့ရဲ့ခုခံအားစနစ်ဟာလုံးဝထိခိုက်ပျက်စီးနေပြီဖြစ်ပါတယ်ဆေးများအကြောင်း HIV ပိုးနဲ့ပတ်သက်ပြီးကျွန်တော်လေ့လာထားသလောက်ဆေးသုံးမျိုးရှိပါတယ်၁PrEP လို့ခေါ်တဲ့ဆေးက HIV ပိုးကိုကြိုတင်ကာကွယ်တဲ့ဆေးဖြစ်ပါတယ်။ဒီဆေးကိုတောက်တော့မယ်ဆိုရင်ကိုယ့်ရဲ့ခန္ဓာကိုယ်တွင်းမှာ HIV ပိုးမရှိမှတောက်လို့ရပါမယ်။ဆေးတောက်တဲ့အခါမှာလည်းကျွမ်းကျင်တဲ့ဆရာဝန်တွေနဲ့တိုင်ပင်ဆွေးနွေးပြီးဆရာဝန်တွေရဲ့လမ်းညွှန်ချက်အတိုင်းတောက်ရတဲ့ဆေးမျိုးဖြစ်ပါတယ်။နဲ့ PEP လို့ခေါ်တဲ့ဆေးက HIV ပိုးရှိတယ်လို့တန်တရားရှိတဲ့သူနဲ့လိင်ဆက်ဆံပြီး82နာရီအတွင်းတောက်သုံးတဲ့ဆေးပါ။ဒီလိုတောက်လိုက်မယ်ဆိုလို့ရှိရင် HIV ပိုးကူးစက်ခြင်းကိုအတန်အသင့်ကာကွယ်ပေးပါတယ်။ဒီဆေးက HIV ပိုးရှိတဲ့သူတွေတောက်လို့မရပါဘူး HIV ပိုးမရှိတဲ့သူတွေဒါဆရာဝန်နဲ့တိုင်ပင်ပြီးတောက်လို့ရတဲ့ဆေးပါ PEP ဆေးကိုလိင်ဆက်ဆံပြီးအစောဆုံးတောက်နိုင်လေလေ HIV ပိုးပို့ပြီးကာကွယ်နိုင်မှုရှိလေလေဖြစ်ပါတယ်၃ART လို့ခေါ်တဲ့ဆေးဟာ HIV ပိုးရှိနေတဲ့သူတွေတောက်ရတဲ့ဆေးဖြစ်ပြီးဒီဆေးက HIV ပိုးတွေကိုဆက်လက်မပြန့်ပွားအောင်ထိန်းထားပေးနိုင်တဲ့ဆေးဖြစ်ပါတယ်။ AIDS ယောဂအဆင့်ထိရောက်မသွားဘူးတောက်ရတဲ့ဆေးပါ။ ART ဆေးဟာနေ့စဉ်တောက်ရမယ့်ဆေးဖြစ်တယ်လို့အချိန်ပုံမှန်လဲတောက်ရမယ့်ဆေးဖြစ်ပါတယ်။အချိန်နောက်ကျပြီးမှတောက်တာတွေတောက်ရမယ့်ရက်ပြတ်တာတွေရှိလာမယ်ဆိုရင်တော့ HIV ပိုးဟာဆေးမတိုးတော့တာမျိုးဖြစ်နိုင်ပါတယ်။ကျွန်တော်တို့လူငယ်တွေအနေနဲ့ HIV နဲ့ပတ်သက်တဲ့ဗဟုသုတတွေကိုသိထားဖို့လိုအပ်တာကြောင့်အခုလိုပြန်လည်မျှဝေခြင်းဖြစ်ပါတယ်။လောကမှာဘယ်သူကောင်မှမယုံပါနဲ့နော် HIV မရှိနိုင်ပါဘူးလို့ထင်တဲ့သူတွေမှာ HIV ပိုရှိနေနိုင်တယ်ဆိုတာသိထားပါ။အရာအလုံးရှုံးပေးလိုက်ဖို့အတွေးတွေဝင်လာတဲ့အခါဒီနေရာကိုရောက်လာဖို့အတွက်ဘယ်လောက်ထိရုန်းကန်ခဲ့ရတယ်လဲဆိုတာပြန်လည်သတိရပါ။ခေါင်းစဉ်စိတ်နဲ့သာဖြစ်စီလိုသောမိကုံးများကျွန်တော်မိကုံးလေးတွေမိပါမယ်။တခုမချမ်းဖြေဆိုပေးပါနော်စိတ်နဲ့သာဖြေဆိုပေးပါမိကုနံပါတ်1နောက်9နှစ်ကြာရင်ငါဘာဖြစ်ရမယ်ဘယ်နေရာကိုရောက်ရမယ်ဆိုပြီးတွေးပူပါသလားမိကုနံပါတ်2
နောက်9နှစ်ကြာတဲ့အခါတင်ဘာတွေဖြစ်ချင်ပါသလဲဘာတွေပိုင်ဆိုင်ချင်ပါသလဲမိကုန်းနံပါတ်3အဲ့ဒီအရာတွေဖြစ်ဖို့နဲ့ပိုင်ဆိုင်မှုအခုတည်းကစူးစမ်းနေပါသလားမိကုန်းနံပါတ်4တင်ဘဝမှာအကြီးမားဆုံးအိမ်မက်သို့မဟုတ်ရည်မှန်းချက်ဆိုရင်ဘာဖြစ်ပါသလဲမိကုန်းနံပါတ်5မိဘသို့မဟုတ်မိသားစုကိုတည်တတ်ဖို့ကောင်းတဲ့နေရာမှာထားနိုင်မှုအလုပ်တွေစူးစမ်းနေပါသလားမိကုန်းနံပါတ်6တနေ့တင့်ရဲ့အလုပ်ချိန်ဘယ်လောက်ရှိပါသလဲမိကုန်းနံပါတ်9တင့်ရဲ့အနာဂတ်တိုးတက်ဖို့အတွက်အချိန်ဘယ်လောက်ပြည့်ပါသလဲဥပမာသင်တန်းတက်တာမျိုးလေ့လာမှုလုပ်တာမျိုးသင်ယူမှုလုပ်တာတွေမျိုးကိုမိတာပါမိကုန်းနံပါတ်10လူငယ်တယောက်ဟာအနည်းဆုံးသင်တန်းတစ်ခုတော့တက်နေသင့်ပါတယ်အခုသင်ဘာသင်တန်းတက်နေပါသလဲမိကုန်းနံပါတ်9ကိုထမ်းမြက်တဲ့သူတယောက်လို့ထင်ပါသလားအသုံးမကျတဲ့သူတယောက်လို့ထင်ပါသလားဘာကြောင့်အဲ့ဒါလို့ထင်လာပါလဲမိကုန်းနံပါတ်10ကိုအပြင်မှာစကားပြောခွင့်ရမယ်ဆိုရင်ဘာတွေပြောချင်ပါသလဲနံပါတ်17စူးစမ်းနေတဲ့ကာလမှာချစ်ချင်းတရားနဲ့စိတ်ခံစားချက်တွေကိုရှေ့တန်းတင်သင့်ပါသလားအခုသင်ကိုယ်တိုင်ကရောချစ်ချင်းတရားနဲ့အဲ့ဒီခံစားချက်တွေကိုလူလာထက်ပိုပြီးရှေ့တန်းတင်တဲ့သူတယောက်လို့ထင်ပါသလားမိကုန်းနံပါတ်10တင်တဲ့အကိုက်ညီဆုံးအဆင်ပြေဆုံးအလုပ်3ခုဆိုရင်ဘာလုပ်ငန်းတွေဖြစ်မှာပါလဲမိကုန်းနံပါတ်73အခုရရှိနေတဲ့သင်ရဲ့ငွေထက်တစ်လကို1000စီပို့တိုးပြီးရှာဖွေရမယ်ဆိုရင်သင်လုံနိုင်ပါသလားဥပမာဒီလ3သိန်းရှာနိုင်ပါကနောက်လ3သိန်းနဲ့နောက်ထပ်1000ကျပ်ပို့ပြီးတိုးပွားရှာနိုင်ပါသလားမိကုန်းနံပါတ်14တကယ်လို့ပတ်စံတွေတစ်လထက်တစ်လပို့ပြီးတိုးပွားရှာဖွေနိုင်တယ်ဆိုရင်နောက်လအတွက်လုပ်ရတဲ့သက်သေပြနိုင်ပါသလားဒီမိကုန်းတွေကိုအသေးချာဖြေဆိုပြီးကိုဘာဖြစ်ချင်တာလဲကိုလုပ်ချင်တာပါလဲကိုရဲ့အနာဂတ်ရည်မှန်းချက်ကပါလဲကိုရဲ့ဝင်ငွေကိုဘယ်လိုတိုးပွားအောင်လုပ်တင်သလဲဆိုတာသိရှိလာအောင်ကြိုးစားပါကိုရဲ့တိမ်မြုပ်နေတဲ့အတွေ့တွေဉာဏ်တွေကိုဖော်ထုတ်လိုက်ပါခေါင်းစဉ် self esteem မိမိကိုယ်ကိုတန်ဖိုးထားလေးစားတတ်ခြင်း self esteem ဆိုတာကိုလေးစားတန်ဖိုးထားတဲ့စိတ်ဖြစ်ပါတယ်ကိုဘယ်တော့မှထိခိုက်အောင်မလုပ်ဘူးသူတစ်ပါးကိုလည်းဘယ်တော့မှထိခိုက်အောင်မလုပ်ဘူးဆိုတဲ့စိတ်ရှိတဲ့သူတွေဟာ self esteem မြင်မာတဲ့သူတွေဖြစ်ကြပါတယ်self esteem လို့ခေါ်တဲ့မိမိကိုယ်ကိုတန်ဖိုးထားလေးစားတတ်တဲ့သူတွေဟာအကောင်းမြင်စိတ်များပါတယ်ကိုယ့်ရဲ့အရေးချင်းတွေပေါ်မှာအပြည့်အဝယုံကြည်တဲ့စိတ်ရှိကြပါတယ်ကိုလည်းချစ်မြတ်နိုးကြသလိုကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့အရာတွေအပေါ်မှာလည်းမေတ္တာထားတတ်ပါတယ်ကိုအမြဲကျင်တာလေးရှိကြပါတယ်ကိုစိတ်ပင်ပန်းအောင်ဘယ်တော့မှမလုပ်တတ်ကြပါဘူးဒီလိုလူမျိုးကို self esteem မြင်မာတဲ့သူလို့ခေါ်ကြပါတယ်ကိုလေးစားတန်ဖိုးထားမှုမရှိတဲ့သူတွေကကြတော့ကိုအမြဲစိတ်ပင်ပန်းအောင်လုပ်တတ်တယ်လို့ကိုယ့်ရဲ့ဘေးမှာရှိနေတဲ့သူတွေကိုလည်းအမြဲပူလောင်နေရအောင်လုပ်တတ်ပါတယ်ကိုအမြဲအပြစ်တွေပြောပြီးကိုယ့်ရဲ့လုပ်ရတိုင်းကိုအလိုမကျဖြစ်နေတတ်ပါတယ်နောက်ပြီးကိုယ့်ရဲ့အရေးချင်းတွေပေါ်မှာယုံကြည်မှုမရှိသလိုမကောင်းမြင်စိတ် negative thinking တွေလည်းများပါတယ်ဒီရောကိုက self esteem မြင်မာတဲ့သူလား self esteem မရှိတဲ့သူလားဆိုတာပြန်လည်သုံးသပ်ပါတကယ်လို့ကိုက self esteem မရှိတဲ့သူဆိုရင်ခေါင်းစဉ်အကောင်းမြင်စိတ်ထားနိုင်အောင်ကြိုးစားပါကိုကအရာတစ်ခုအပေါ်မှာမကောင်းမြင်စိတ်နဲ့တွေးမိတော့မယ်ဆိုရင်အဲ့ဒီအတွေးတွေကိုစက်မတွေးတော့ပဲရပ်တန့်ပစ်ပါအကောင်းဘက်ကနေအတက်နိုင်ဆုံးပြောင်းလဲတွေးတော့ကြည့်ပါခေါင်းစဉ်ကိုဂယူဆိုင်ပါကိုဂယူဆိုင်ပါလို့ဆိုတဲ့နေရာမှာအစားအသောက်ဂယူဆိုင်ပါအလားပါဂယူဆိုင်ပါကျန်းမာရေးကိုဂယူဆိုင်ပါလေ့ကျင့်ခန်းလုပ်ပြီးရုပ်ပိုင်းဆိုင်ရာလှပအောင်နေပါဘာသာတရားလုပ်ပြီးစိတ်ပိုင်းဆိုင်ရာလှပအောင်နေပါခေါင်းစဉ်ကိုကျင်တာပါအမားတစ်ခုလုံးမိလိုက်တဲ့အခါကိုအပြစ်တွေအများကြီးတင်မနေပဲနောက်တစ်ခါအမားတွေထပ်မလုံးမိအောင်ကိုဂတိတွေပေးပါကိုစိတ်ပင်ပန်းအောင်မလုပ်ဘဲအမြဲကျင်တာပါကောင်းမွန်တဲ့စကားလေးတွေပြောပြီးကိုမထိခိုက်အောင်နေပါခေါင်းစဉ်ကိုယုံကြည်မှုရှိပါတခုဆိုရင်ကိုမယုံကြည်ဘူးဆိုတာမျိုးမလုပ်မိပါစေနဲ့ကိုယ့်ရဲ့ပညာတွေအပေါ်မှာယုံကြည်ပါကိုယ့်ရဲ့အရေးချင်းတွေအပေါ်မှာယုံကြည်ပါကိုယ့်ရဲ့ကျွမ်းကျင်မှုတွေအပေါ်မှာယုံကြည်ပါခေါင်းစဉ်ကိုသာအာယုံဆိုင်ပါ self esteem မြင်မာတဲ့သူဖြစ်ဖို့အတွက်ကိုအာယုံဆိုင်နေဖို့လိုပါတယ်သူတစ်ပါးကိုအာယုံဆိုင်နေမယ်ဆိုရင်မကောင်းမြင်စိတ်တွေများလာပါမယ်မနာလိုစိတ်တွေများလာပါမယ်ကိုအလိုမကျစိတ်တွေများလာပါမယ်ဒီတော့ကိုအလုပ်ပေါ်မှာကိုပဲအာယုံဆိုင်ပါကိုဘဝတက်လန်းတွေအပေါ်မှာပဲအာယုံဆိုင်ထားပါကိုလုပ်ရမယ့်အရာတွေပေါ်မှာပဲအာယုံဆိုင်ထားပါနော်ခေါင်းစဉ် self esteem မရှိတဲ့သူအပြစ်တင်တတ်တဲ့သူတွေနားမှာမနေပါနဲ့ကိုလေးစားတန်ဖိုးထားတဲ့သူတယောက်ဖြစ်ချင်တယ်ဆိုရင် self esteem မရှိတဲ့သူတွေစုဝေးနေထိုင်နေမိတ်ဆွေအတိုင်းဝိုင်းထဲမှာမနေပြီးပါစေနဲ့တခုဆိုရင်ကိုရောသူတစ်ပါးကိုပါအပြစ်တင်ပလိမ့်နေတတ်တဲ့သူတွေအနားမှာနေမယ်ဆိုရင်ကိုယ်တိုင်လည်းအဲ့ဒီလိုလူမျိုးဖြစ်လာပါလိမ့်မယ်
ခေါင်းစဉ်သူများရဲ့အချစ်ကိုမကစားပါနဲ့ကိုလေးစားမှုရှိတဲ့သူတွေဟာသူတစ်ပါးကိုလည်းလေးစားမှုရှိပါတယ်ဒါကြောင့်ကိုတိုင်းလည်းစိတ်ဆင်းရဲအောင်မနေသလိုသူတစ်ပါးကိုလည်းစိတ်ဆင်းရဲအောင်မလုပ်ပါဘူးနောက်ပြီးကိုလေးစားတဲ့သူတွေဟာကိုတန်ဖိုးထားတာမို့ချစ်သူကြီးစားတွေမပွင့်မရှုပ်ပါဘူးဘဝကိုတန်ဖိုးရှိဆုံးအလားပါဆုံးအယိုးရှင်းဆုံးသာဖြစ်တန်းကြတာပါဒီနေ့ကစပြီးကိုလေးစားတန်ဖိုးထားတတ်အောင်ကြိုးစားပါသူတစ်ပါးကိုလည်းလေးစားတန်ဖိုးထားတတ်အောင်ကြိုးစားကြပါနော်စိတ်ထားမကောင်းတဲ့သူတွေကိုရှောင်ပါတယောက်သေးလေးပျော်အောင်နေပါကိုပုံစံလေးကိုအမြဲသဘောကျပါခေါင်းစဉ်ကိုသဘောကျရဲ့လားမိမိလိုလူမျိုးကိုဘဝလက်တွဲပေါ်ဖြစ်ရွေးချယ်ရမယ်ဆိုရင်ချက်ချင်းရွေးချယ်လိုက်မှာပါလားမိမိလိုလူမျိုးကိုတငယ်ချင်းတယောက်ဖြစ်ပေါင်းသင်းရမယ်ဆိုရင်ရောပေါင်းသင်းမှာပါလားမိမိလိုလူမျိုးကိုအလုတ်ခန့်အခွင့်ရမယ်ဆိုရင်ရောအလုတ်ခန့်မှာပါလားမိမိလိုလူမျိုးကိုမိမိကိုယ်တိုင်ရောသဘောကျပါသလားကျွန်တော်တို့ဟာကျွန်တော်တို့ရဲ့အပြုအမူလေးတွေကအစားကျွန်တော်တို့ရဲ့စိတ်ထားလေးတွေအစုံသဘောကျနေဖို့လိုအပ်ပါတယ်ကိုတောင်သဘောမကျဘူးဆိုရင်လူအများကလည်းကျွန်တော်တို့ကိုသဘောကျပေးနိုင်မှာမဟုတ်ပါဘူးတချို့ကသူတို့ရဲ့ရုပ်ရည်ကိုသဘောမကျကြဘူးတချို့ကြတော့သူတို့ရဲ့အရေးချင်းကိုသဘောမကျကြဘူးတချို့ကြပြန်တော့လေသူတို့ရဲ့အမှုအချင်းနဲ့ပုံစံတွေကိုသဘောမကျပြန်ပါဘူးကျွန်တော်ဆိုရင်ရောကျွန်တော်သဘောကျနိုင်ရဲ့လားလို့မေးမယ်ဆိုရင်အရင်လုံးကတော့တချို့အပိုင်းတွေသဘောကျပြီးအချို့အပိုင်းတွေကိုတော့သဘောမကျခဲ့ပါဘူးဒါပေမဲ့ကျွန်တော်သဘောမကျတဲ့အပိုင်းတွေကိုအရန်သဘောကျတဲ့အပိုင်းအဖြစ်ပြောင်းလဲနိုင်ခဲ့တာတော့အမှန်ပါပဲကျွန်တော်ကပတ်စံမရှာနိုင်ဘူးဒါကြောင့်ပတ်စံမရှာနိုင်တာကိုသဘောမကျခဲ့ဘူးနောက်ပြီးတငယ်ချင်းတွေကိုခက်ခါရရပေါင်တတ်တယ်ဒီအပိုင်းကိုလည်းသဘောမကျခဲ့ပါဘူးဒါအပြင်အသားညူတာသဘောမကျဘူးအလုံးလုံးရင်နှီးကွေးလွန်းတာသဘောမကျဘူးအာနာတတာကိုသဘောမကျဘူးဒါပေမဲ့လွယ်နဲ့လက်မလျှော့တတ်တဲ့အကျင့်ကိုသဘောကျတယ်စိတ်ထားကောင်းတာလေးကိုသဘောကျတယ်မိဘအပေါ်ကိုတည်တတ်တာကိုလည်းသဘောကျတယ်အေးစစ်စစ်နေတတ်တာကိုလည်းသဘောကျတယ်ချေရတဲ့သူတွေအပေါ်အရန်ခ ्यू ဆိုင်ပေးတတ်တဲ့အကျင့်လေးကိုသဘောကျတယ်လို့မနာလိုတဲ့စိတ်မရှိတာကိုလည်းသဘောကျပါတယ်အခုနောက်ပိုင်းမှာတော့ကိုသဘောမကျတဲ့အပိုင်းတစ်ခုချင်းစီတိုင်းကိုသဘောကျလာအောင်အများကြီးစူးစမ်းဖြစ်လာတယ်။အသားညူတာလေးကိုပို့ပြီးသဘောကျလာတယ်။အသားညူတဲ့သူကဓာတ်ပုံရိုက်တဲ့အခါ photogenic ဖြစ်လို့ပတ်စံရှာရတာလွယ်တဲ့အကြောင်းနားလည်ပြီးပတ်စံရှာတော်တဲ့ကိုသဘောကျလာတယ်။တငယ်ချင်းတွေကိုလည်းအကောင်းဆုံးချစ်ပြီးခင်ပေးပြီးကိုစေတနာနဲ့မထိုက်တန်သူတွေကိုလွယ်နဲ့လက်လွတ်တက်လာလို့ကိုသဘောကျတယ်။လုပ်ငန်းခွင်မှာဆိုရင်လည်းအလုပ်လုပ်ရင်တွက်မှကြိုက်တဲ့အထိကိုယ်တိုင်ကတွက်လက်လာလို့ကြိုက်လာပြန်ရောအတက်နိုင်ဆုံးအာမနာတန်းစူးစမ်းပြီးပြောတဲ့ဆိုတတ်တာတဲ့ကိုလည်းနောက်ပိုင်းတွေမှာအတော်လေးသဘောကျလာရပါတယ်ကျွန်တော်တို့တွေကကိုသဘောကျနှစ်ချိုက်ဖို့ဆိုရင်အရေးချင်းတွေအများကြီးရှိလာအောင်စူးစမ်းဖို့လိုတယ်တက်ရဲဝတ်စားတတ်လာအောင်စူးစမ်းဖို့လိုတယ်အမြဲအေးချမ်းနေတတ်အောင်စူးစမ်းဖို့လိုတယ်တက်တော်ဝါတွေအပေါ်ကာယကံမေတ္တာဝစီကံမေတ္တာမနောကံမေတ္တာတွေထားတဲ့အောင်စူးစမ်းဖို့လိုပါတယ်ကျမ်းမာရေးကိုလိုက်စားဖို့လိုတယ်လို့ထက်မြက်မြက်ရှိလာအောင်စူးစမ်းဖို့လိုပါတယ်။ဒါအပြင်ကျွန်တော်တို့သဘောမကျတဲ့အပိုင်းတွေကိုအရန်သဘောကျတဲ့အပိုင်းတွေဖြစ်လာအောင်ပြုပြင်စူးစမ်းဖို့လိုပါတယ်။ကိုရာနှုန်းပြည့်သဘောမကျနိုင်ဘူးဆိုရင်တော့ရာဂိုင်နှုန်းတော်တော်များများတော့သဘောကျလာအောင်စူးစမ်းပါ။ကိုယ့်ရဲ့နေထိုင်မှုပုံစံလေးကိုချစ်မြတ်လို့ပြီးကိုသဘောကျတဲ့သူလေးဖြစ်လာနိုင်ပါစေနော်။အေးချမ်းတဲ့ဘဝကိုပိုင်ဆိုင်ခြင်းပါတယ်ဆိုရင်လူတွေကိုမေတ္တာပေးပါ။မေတ္တာပေးတဲ့လူတွေနဲ့ပဲပေါင်းသင်းဆက်ဆံပါ။ခေါင်းစဉ်အကောင်းမွန်ဆုံးရှင်သန်နေထိုင်ခြင်းအထာကျတဲ့ဘဝကောင်းမွန်တဲ့ဘဝကျင့်တဲ့ဆရာကောင်းတဲ့ဘဝကိုရရှိပိုင်ဆိုင်နိုင်ဖို့အတွက်လောကကြီးမှာအကောင်းမွန်ဆုံးနေထိုင်ရှင်နိုင်တတ်ဖို့လိုပါတယ်ဘဝကိုဘယ်လိုနေထိုင်သင့်တယ်လဲဆိုရင်ခေါင်းစဉ်မနက်စောစောမှာကောင်းမွန်တဲ့အရာတွေဖန်တီးပါမနက်ကို9နာရီခွဲလောက်အိပ်ရာထပါအိပ်ရာထခြင်းမျက်နှာတစ်တောမတိုက်မီရေအဝတောက်ပါမျက်နှာတစ်တဲ့အခါတရဏဂုံရွတ်ဆိုပါလေ့ကျင့်ခန်းလုပ်ပါမနက်စာတိကြပေါစားပါအလုံးမသွားခင်ဖျားကြတော့ပါခေါင်းစဉ်စာအုပ်ဖတ်ပါတို့မဟုတ် YouTube ကြည့်ပါစာအုပ်တွေဖတ်တဲ့အခါမှာအချိန်ပေးရကြိုးနဲ့တဲ့စာအုပ်တွေကိုရွေးချယ်ပြီးဖတ်တဲ့တယ်လို့ YouTube နားထောင်တဲ့အခါတွေမှာလည်းအကျိုးဖြစ်ထွန်းစေမယ့်ငွေကြေးအကြောင်းအင်ချန်မြေအကြောင်းစီးပွားရေးအကြောင်းနေထိုင်မှုပုံစံတွေအကြောင်းကိုသာနားထောင်သင့်ပါတယ်စာအုပ်ဖတ်ခြင်းဟာကျွန်တော်တို့အတွက်ဗဟုသုတတွေများစွာရရှိစေသလို YouTube နားထောင်ခြင်းဟာလည်းကျွန်တော်တို့အတွက်ပညာတွေအများကြီးရပါတယ်။ခေါင်းစဉ်စကင်းကဲဖို့မမေ့ပါနဲ့မိမိရဲ့အသားရည်ကျန်းမာရေးအတွက်ရောတကူရည်တန့်ရှင်းရေးအတွက်ပါအမျိုးသားတွေပဲဖြစ်ဖြစ်အမျိုးသမီးတွေပဲဖြစ်ဖြစ်စကင်းကဲဖို့လိုပါတယ်။စကင်းကဲခြင်းကကိုယုံကြည်မှုနဲ့တိုးလာစေနိုင်တယ်လို့အရွယ်မတိုင်မီအိုမင်းရင်ရော်မှုကိုလည်းကာကွယ်ပေးနိုင်ပါတယ်။အမျိုးသားတွေအနေနဲ့စကင်းကဲလုပ်ရတာစိတ်မဝင်စားဘူးဆိုရင်တော့နေလောင်ပြီးအသားရည်မပြတ်စီအောင်ဆန်းခွင်လေးတော့တေချာပေါက်လိမ့်ပေးပါ။ခေါင်းစဉ်မေတ္တာသုံးမျိုးနဲ့နေထိုင်ပါ
ကာယကံမေတ္တာဝစီကံမေတ္တာမနောကံမေတ္တာဆိုပြီးမေတ္တာ၃မျိုးရှိပါတယ်ကာယကံမေတ္တာဆိုတာကိုယ်လက်ကိုယ်ချီနဲ့ပြုလုပ်ရတဲ့မေတ္တာမျိုးပါနားလည်လေအောင်ပြောရမယ်ဆိုရင်အဖွားကိုတယောက်ကမိုးရွာကြီးတဲ့ထီးမပါပဲလမ်းလျှောက်နေမယ်ဒါကိုမြင်ပြီးဖွားမိုးရွာကြီးတဲ့ထီးမဆောင်ရင်နေမကောင်းဖြစ်လိမ့်မယ်ဆိုတဲ့မေတ္တာစိတ်လေးနဲ့ထီးကလေးသွားမှုပေးတာသွားဆောင်ပေးတာမျိုးကကာယကံမေတ္တာပဲဖြစ်ပါတယ်ဝစီကံမေတ္တာဆိုတာနှုတ်ဖျားကနေပွားများရတဲ့မေတ္တာမျိုးပါဥပမာတတ္တဝါတွေကျမ်းမာချမ်းသာစေဖို့နှုတ်ဖျားကနေမေတ္တာပို့တာလမ်းမရောက်နေတဲ့သူကိုလမ်းညွှန်ပြသပေးတာဆုံးမပေးတာတွေဟာဝစီကံမေတ္တာပဲဖြစ်ပါတယ်မနောကံမေတ္တာဆိုတာစိတ်ဖြင့်ပွားများရတဲ့မေတ္တာဖြစ်ပါတယ်ဥပမာစိတ်ထဲကနေသူတစ်ပါးအဆင်ပြေနေစေဖို့ဆုတောင်းပေးတာမျိုးမေတ္တာပို့ပေးနေတာမျိုးတွေဟာမနောကံမေတ္တာပဲဖြစ်ပါတယ်ခေါင်းစဉ် positive vibe နဲ့နေထိုင်မှာတတ္တဝါတွေအပေါ်မှာအကောင်းမြင်စိတ်ထားနိုင်အောင်ကြိုးစားပါအခုလို positive vibe နဲ့နေထိုင်နေချိန်မှာဘူကောင်တွေကိုရှောင်ရှားပါကူညီပေးတဲ့သူတွေကိုမေတ္တာရှိထားပြီးကူညီပေးပါယူတဲ့လက်တစ်စုံထက်ပေးတဲ့လက်တစ်စုံဖြစ်အောင်သာကြိုးစားပါခေါင်းစဉ်ဖះရှိခိုးဖို့မမေ့ပါနဲ့ဖះကိုလက်အုပ်ကလေးတစ်ခါချီလိုက်ရုံနဲ့နက်ပြည်ရောက်သွားနိုင်တယ်ဆိုပြီးပါမောက္ခချုပ်ဆရာတော်ကြီးဟောကြားခဲ့ပူပါတယ်နက်ပြည်ရောက်ခြင်းမရောက်ခြင်းကိုစိတ်မဝင်စားဘူးဆိုရင်တော့အ ਨੇ ဆုံးမိမိရဲ့စိတ်ကလေးအေးချမ်းနေစေဖို့အမြဲဖះရှိခိုးပါမနေ့တစ်ချိန်ညတစ်ချိန်တော့မဖြစ်မနေဖះရှိခိုးပါခေါင်းစဉ်ကိုယ်စိတ်ကိုဘယ်သူမှမလွမ်းမိုးစေနဲ့ကျွန်တော်တို့ရဲ့စိတ်ကိုကျွန်တော်တို့အမြဲပိုင်ဆိုင်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကိုယ်တိုင်ကလွဲရင်ကျွန်တော်တို့ရဲ့စိတ်ကိုဘယ်သူလွမ်းမိုးတာမှမခံလိုက်ပါနဲ့ကိုတနာတယ်ဆိုရင်ကိုဘဝကိုကိုယ်တိုင်နာပြုပြင်ပါပြင်ဆင်ပါအလွန်တောက်ပတဲ့အနာဂတ်ကိုဖန်တီးပါအေးချမ်းပျော်ရွှင်ရတဲ့ဘဝကိုမွမ်းမံတည်ဆောက်ပါလောကကြီးမှာအကောင်းမွန်ဆုံးရှင်သန်ပါနော်ခေါင်းစဉ်စူးစမ်းနေတဲ့လူငယ်တိုင်းဖတ်တဲ့ပုံမြင်တဲ့ပုံလူငယ်ဘဝဆိုတာနှစ်ခါပြန်မရပါဘူးလူငယ်ဘဝကတူတောင်းလုံးပါတယ်လူငယ်ဘဝမှာကိုတူးကိုချွန်စူးစမ်းနေတဲ့သူတွေအတွက်လွန်ခဲ့တဲ့3နှစ်ဝန်းကျင်ကဆိုရှယ်မီဒီယာမှာဖတ်ခဲ့မှုတဲ့ပုံမြင်လေးတစ်ပုဒ်ကိုပြန်ပြောပြခြင်းပါတယ်တခါတုန်းကကုန်တဲ့အဖွဲ့တစ်ဖွဲ့ဟာတောင်တွေပေါ်ကိုကျော်ရင်ကုန်ပစ္စည်းတွေရောင်းချကြတဲ့တနေ့မှာတော့မြင်မာတဲ့တောင်တန်းတစ်ခုကိုဖြတ်ကျော်ရင်ကုန်တဲ့အဖွဲ့တွေကလူတစ်ယောက်ဟာ6ကမ်းပါအောက်ကိုခြေချော်ပြီးပြုတ်ကျသွားပါတယ်ကံကောင်းခြင်းတော့ပြုတ်ကျသွားတဲ့ကုန်တွေဟာကြောက်ဆွေတစ်ခုအပေါ်မှာတင်သွားခဲ့ပြီးအသက်လည်းမသေးခဲ့ပါဘူးဒါပေမဲ့လည်း6ကမ်းပါဟာနှဆိုင်လုံးတာမို့ဘယ်သူမှစင်းမကယ်ဝင်ကြပါဘူးဒါကြောင့်ကုန်တယ်တွေအဖွဲ့ကပြုတ်ကျသူကိုကူညီဖို့ကိစ္စကတကယ်ကိုမလွယ်ကူဘူးမင်းကတေလူဖြစ်သွားပြီမို့မင်းရဲ့အိမ်ကိုဖမ်းမခြင်းတည်းလဲဘာပြောပြရမလဲဆိုပြီးကမ်းပါထိတ်ကနေအော်ဟစ်မိကြပါတယ်ကုန်တယ်အဖွဲ့ကစိတ်အားလျော့စေမယ့်အခုလိုစကားတွေကိုပြောနေကြပေမဲ့ပြုတ်ကျသွားတဲ့ကုန်တယ်လေးဟာထိုးထွက်နေတဲ့ကြောက်ဆွဲလေးတွေကိုတွေ့ကုန်တက်နေခဲ့ပါတဲ့ကမ်းမထိတ်ကကုန်တဲ့အဖွဲ့ကလည်းဆက်ပြီးတွေ့တက်မနေနဲ့တော့မင်းရှိတဲ့နေရာနဲ့ငါတို့ရှိတဲ့နေရာကအဝေးကြီးပဲမို့လက်ပန်းကျပြီးအောက်ကိုပြုတ်ကျသွားလိမ့်မယ်ဆိုပြီးဆက်လက်အော်ဟစ်ပြောဆိုနေကြပါတော့တယ်ဒီလိုစကားတွေပြောလေပြုတ်ကျသွားတဲ့ကောင်လေးကစူးစမ်းပြီးတွေ့ကုတ်တက်လာလေပါပဲဒီလိုနဲ့အားချိုးမှန်တက်လာလိုက်တာဆိုရင်မကြခင်ပါပဲတောင်တန်းပေါ်ကိုပြန်လည်ရောက်ရှိသွားခဲ့ပါတဲ့အပေါ်ကိုရောက်လာတဲ့အခါမှာကုန်တဲ့အဖွဲ့ကပျော်ရွှင်စွာနဲ့မင်းမဖြစ်နိုင်ဘူးဆက်ပြီးမတွက်တက်နဲ့တော့လို့ပြောတာကိုဂယုမဆိုင်ပဲဘာကြောင့်ဆိုအတင်းအပေါ်ထိရောက်အောင်တက်လာရတယ်လဲဆိုပြီးဝိုင်းမိကြပါတယ်ဒီတော့မှပြုတ်ကျသွားတဲ့သူဟာငါ့ရဲ့နားကတိတ်မကြားရဘူးမင်းတို့ပြောတာလည်းဘာမှမကြားရဘူးအတန်တွေကဝေဝါးနေခဲ့တာငါထင်မင်းတို့အားလုံးကငါ့ကိုတောင်တန်းပေါ်ရောက်အောင်တက်ခဲ့ဖို့တိုက်တွန်းအားပေးနေကြရလို့ထင်နေတာဒါကြောင့်ငါအားမှန်ပြည့်နဲ့အပေါ်ကိုတက်ခဲ့ရတာပါလို့ပြန်လည်ပြောကြားခဲ့ပါတယ်ပုံမြင်လေးရဲ့ပေးခြင်းတဲ့ main point ကတော့ကျွန်တော်တို့လူငယ်တွေအနေနဲ့ကိုယ့်ရဲ့ပန်းတိုင်အတွက်အာသွန်ခွန်ဆိုင်စူးစမ်းနေတဲ့အချိန်မှာပတ်ဝန်းကျင်ကပြောစကားတွေကိုလုံးဝအာရုံမစိုက်ပဲကိုယ့်ပန်းတိုင်ကိုဒါတက်တက်ကြည့်ပြီးစူးစမ်းနေသင့်ပါတယ်ဘေးကပြောစကားတွေကိုခွန်အားဖြင့်အသုံးချပြီးကိုယ်ဘလောက်ထိလုံနိုင်ကြောင်းပြသသင့်ပါတယ်ပန်းတိုင်အတွက်ရည်ရွယ်ချက်တွေအတွက်စူးစမ်းနေချိန်မှာပတ်ဝန်းကျင်ရဲ့ဝေဖန်တဲ့အပြစ်တင်တန်တွေကကျွန်တော်တို့လူငယ်တွေအတွက်အနှောက်အယှက်ဖြစ်စေတာမို့ပတ်ဝန်းကျင်ရဲ့ကောင်းစကားရောဆိုးစကားပါလုံးဝအာရုံမစိုက်ပဲကိုယ့်ဘဝကိုယ့်အနာဂတ်ကိုယ့်ပန်းတိုင်ကိုဒါအာရုံစိုက်ပြီးဖြစ်ချင်တာတွေဖြစ်အောင်လုပ်ပါလို့မှာကြားပေးရစီနော်ခေါင်းစဉ် special episode နောက်ထပ်ဖတ်ရမယ့်အပိုင်းတွေကတော့အောင်မြင်ရေးနဲ့ပတ်သက်တဲ့စာသားတွေမဟုတ်ပါဘူးဘဝရဲ့နေထိုင်မှုပုံစံအချစ်အလွမ်းအဆွေစိတ်ရဲ့အေးချမ်းခြင်းနဲ့ပတ်သက်တဲ့စာသားတွေကိုဖတ်ရှုရမှာဖြစ်ပါတယ်အချစ်စာတူလေးတွေနှစ်သက်တဲ့ချစ်ရတဲ့စာဖတ်ပရိသတ်တွေအတွက်တီးသန့်လက်ဆောင်အနေနဲ့ရေးသားထားတဲ့ special episode အပိုင်းလေးပါခေါင်းစဉ်အသက်20ကျော်ပြီဆိုရင်နံပါတ်1ကိုယ်ပိုင်ဝင်ငွေရှိသင့်ပါပြီနံပါတ်2အတီတကျရေးစားရှိသင့်ပါပြီ
နံပါတ်3ရှင်းချက်တင်တဲ့လောက်ရှင်းချက်တင်နေပါပြီနံပါတ်4မိဘကိုထောက်ပံ့နိုင်တဲ့သူဖြစ်တင်ပါပြီနံပါတ်5ရီမန်းချက်တွေကိုစတင်အကောင့်ထဲဖော်တင်ပါပြီခေါင်းစဉ်ဒီနေ့အတွက်ဆုတောင်းမေတ္တာပို့တာခြင်းမပျော်ရွှင်စရာတွေအများကြီးကြကပျော်ရွှင်စရာတွေကိုပြန်လည်ရှာဖွေတွေ့ရှိနိုင်ကြပါစေမိဘတွေကိုအလုပ်ကျွေးပြုနိုင်ပြီးစိတ်ချမ်းသာအောင်ထားနိုင်ပါရစေမုန်းသူတွေအစားချစ်သူတွေပေါ်များပါစေ၆သွန်းမဲ့သူတွေအစားကူညီပံ့ပိုးပေးမဲ့သူတွေပေါ်များပါစေဖခင်တပည့်တော်ကိုမနာလိုမုန်းတီးသူများအားလုံးဘေးဒုက္ခအန္တရာယ်မှကင်းဝေးပြီးစိတ်ချမ်းသာနိုင်ကြပါစေတသက်ဝါများအားလုံးစိတ်ချမ်းသာကိုယ်ချမ်းသာပြီးဘေးအန္တရာယ်အပေါင်းမှကင်းဝေးကြပါစေနေ့စဉ်နေ့တိုင်းအခုလိုစစ်တောင်းမေတ္တာပို့တာပါကိုလည်းမေတ္တာပို့ပါကိုမိဘကိုလည်းမေတ္တာပို့ပါကိုနာကျင်စေသူမှန်သမျှကိုလည်းမေတ္တာပို့ပါခေါင်းစဉ်အနှစ်သာရပြေဝတဲ့မွေးနေ့ဖြစ်ဖို့ဆိုရင်မွေးနေ့ရောက်တဲ့အခါအပျော်ပါးတွေလုံးမယ်အစား၁မိဘမဲ့ဂီဟာတွေလူကြည့်ပါ၂ဘိုးဘွားချိတ်တာလူကြည့်ပါ၃မိဘကိုတတ်နိုင်သလောက်ပတ်စံလေးနဲ့ကြောပါမွေးနေ့ရောက်တိုင်းမှာဒီ၃ချက်ကိုသာမဖြစ်မနေလုပ်ပေးမယ်ဆိုရင်ကိုယ့်ရဲ့မွေးနေ့ဟာမြင့်မြတ်တဲ့မွေးနေ့တကယ်ပြောစရာကောင်းတဲ့မွေးနေ့ကုသိုလ်တွေအများကြီးရတဲ့မွေးနေ့ဖြစ်နေမှာပါခေါင်းစဉ်ဝစ်ကြွေးတွေကိုအမြန်ဆုံးနီးနဲ့ဆက်လို့တဲ့အခါအသက်ရှူချက်တဲ့အထိငိုကြွေးလို့တဲ့အခါမချစ်တဲ့သူကိုရွေးချယ်ပြီးချစ်ပါခေါင်းစဉ်မချစ်တဲ့သူကိုချစ်မိတဲ့အခါကျွန်တော်တို့ရဲ့ဘဝမှာမချစ်တဲ့သူဆိုတာတကယ်ရှိပါတယ်အဲ့ဒီမချစ်တဲ့သူကိုမှရွေးချယ်ပြီးချစ်မိသွားခဲ့မယ်ဆိုရင်တခါမှမခံစားဘူးတဲ့နာကျင်မှုမျိုးကိုတေချာပေါက်ခံစားရမှာပါနောက်ပြီးအဲ့ဒီမချစ်တဲ့သူနဲ့ချစ်သူတွေဖြစ်သွားခဲ့မယ်ဆိုရင်လည်းတနေ့နေ့မှာတေချာပေါက်စိတ်တန်ရာတွေနဲ့ကြံ့ရစ်နေခဲ့ရမှာပါတခါတလေမှာအတိတ်ဘဝကပြုခဲ့ဘူးတဲ့ကိစ္စတွေအတွက်ဒီဘဝမှာဝစ်ကြွေးတွေကိုတေချာပေါက်ဆက်စီလိုတဲ့အခါကံတရားကြီးကကျွန်တော်တို့ကိုမချစ်တဲ့သူတွေနဲ့တွေ့ဆုံပေးတတ်ပါတယ်မချစ်တဲ့သူတွေဟာဝိကြီးဆက်ဖို့အတွက်တီးတန့်ဆုံစည်းပေးတဲ့လူအမျိုးအစားတွေဖြစ်တာမို့အဲ့ဒီလူတွေနဲ့ပတ်သက်မိမယ်ဆိုရင်တေချာပေါက်နာကျင်ရမှာပါတေချာပေါက်ဒုက္ခရောက်မှာပါတကယ်လို့တဲ့အနေနဲ့မချစ်တဲ့သူကိုဆက်မချစ်ဖို့ဆုံးဖြတ်ချက်ချလိုက်မိမယ်ဆိုရင်အဲ့ဒီဆုံးဖြတ်ချက်ကိုချမှတ်လိုက်တဲ့နေ့ဟာတင့်အတွက်ဝိကျွေးတွေကနေလုံးဝလွတ်မြောက်သွားတဲ့နေ့စိတ်ပင်ပန်းမှုတွေကနေလုံးဝလွတ်မြောက်သွားတဲ့နေ့ပါပဲအတူရှိနေတော့မှတန်မိုးထားပါတချို့အရာတွေကဆုံးရှုံးပြီးသွားရင်နှစ်ခါပြန်မရနိုင်ပါဘူးတစ်ခါဆုံးရှုံးလိုက်ပြီဆိုတာနဲ့တဘဝလုံးစာဆုံးရှုံးသွားပါပြီခေါင်းစဉ်ဆုံးရှုံးပြီးသွားရင်ပြန်လိုချင်လို့မရတော့ဘူးအချစ်ဆိုတာအတူရှိနေတုန်းလေးမှာတန်ဖိုးထားပေးရတဲ့အရာပါရှိနေတုန်းမှာတန်ဖိုးမထားခဲ့ပဲသူတစ်ပါးရဲ့လက်ထဲကိုရောက်သွားတော့မှပြန်လိုချင်လို့မရတော့ပါဘူးတန်မိုးရှိတဲ့အရာတွေကဘယ်တော့မှနှခါပြန်မရတော့ပါဘူးအဲ့ဒီတန်မိုးရှိတယ်လို့ဆိုတဲ့အရာကိုလည်းကျွန်တော်တို့ရဲ့ဘဝတသက်တာအလုံးမှာတစ်ချိန်ပဲပိုင်ဆိုင်ခွင့်ရှိပါတယ်ကျွန်တော်ရဲ့ဘေးအိမ်မှာကိုလင်းနီနဲ့မက်ကြီးဖြူတို့လင်မယားနှစ်ယောက်ရှိပါတယ်ကိုလင်းနီကသူ့ရဲ့မိန်းမမက်ကြီးဖြူကိုတိတ်ပြီးနိုင်တာတငယ်ချင်းတွေကြားမှာလည်းမိန်းမကိုနိုင်ခြင်းအတွက်သူ့ကိုယ်သူဂုဏ်ယူမဆုံးဖြစ်နေတဲ့သူပေါ့ကိုလင်းနီကတခုခုဆိုမက်ကြီးဖြူကိုလက်ကလေးပါလိုက်ရမှာစားဝင်အိပ်ပျော်တာတခါတလေကိုလင်းနီကသူ့မိန်းမကိုရိုက်နှက်နေတာမြင်ရရင်ကျွန်တော်တို့မှမကြည့်ရဲမက်ကြီးဖြူကလည်းသူ့အမျိုးသားကိုတိတ်ချစ်ရှာတာကိုလင်းနီဘလို့ပဲရိုက်ပြန်မလှုပ်ရှာဘူးနောက်ပြီးပြန်ဆဲတာတို့ပြန်အော်ရာတို့လည်းမလှုပ်ရှာဘူးတနေ့မှာတော့ကိုလင်းနီဖောက်ပြန်လို့ဆိုပြီးကိုလင်းနီနဲ့မက်ကြီးဖြူတို့စကားများကြတယ်ကျွန်တော်တို့ကလည်းပုံမှန်တိုင်းပြီးသွားမယ်ထင်ပြီးပုံမှန်တိုင်းနေခဲ့တာပေါ့ဒါပေမဲ့ဒီတစ်ခါတော့မက်ကြီးဖြူတယောက်ကိုလင်းနီကိုစိတ်နာသွားပုံရပါတယ်အိမ်မော်ကဆင်းသွားတာအခုချိန်ကြီးပြန်မလာခဲ့တော့ပါဘူးကိုလင်းနီကမက်ကြီးဖြူတို့ရွာအထိလိုက်ခေါ်ခဲ့ပေမဲ့မက်ကြီးဖြူကိုလည်းမတွေ့ရတော့ပါဘူးတဲ့မက်ကြီးဖြူဟာကိုလင်းနီရဲ့မြင်ကွင်းရှိကိုလုံးဝပုံမလာခဲ့တော့ပါဘူးမက်ကြီးဖြူစိတ်နဲ့ပဲကိုလင်းနီတယောက်တည်ဆုံးသွားခဲ့ရပေမဲ့မက်ကြီးဖြူကတော့ကိုလင်းနီရဲ့နာရီကိုတော့ခြေဦးမလဲခဲ့ပါဘူးအခုချိန်မှာမက်ကြီးဖြူတယောက်ဘာတွေလို့ဘယ်တွေများရောက်နေမလဲနော်ဒါပေမဲ့ကိုလင်းနီနဲ့မက်ကြီးဖြူတို့ကိုကြည့်ပြီးဒဏ်ရာတွေနာရင်ဖြည့်စည်းရှိပေမဲ့စိတ်နာသွားရင်တော့ဖြည့်စည်းမရှိဘူးဆိုတာသိလိုက်ရတယ်ရှိတုံးမှတန်ဖိုးမထားခဲ့ဘူးဆိုရင်ဆုံးရှုံးလိုက်ရတဲ့အခါမှာယူမတက်နောင်တရတတ်ပါတယ်တချို့လူတွေကချစ်ပြီဆိုရင်လည်းတခြားသူတွေထက်ပိုချစ်တတ်ပြီးအေးဆက်သွားပြီဆိုရင်လည်းတခြားသူတွေထက်ပိုပြီးအေးဆက်သွားတတ်ပါတယ်ဒီတော့အတူရှိနေတုံးမှတန်ဖိုးထားပါအများကြီးချစ်ပေးပါအများကြီးဂရုစိုက်ပေးပါနော်ခေါင်းစဉ်စွန့်လွတ်တဲ့သူကိုမစွန့်လွတ်ဘူးဆိုရင်မစွန့်လွတ်တဲ့သူတွေကိုစွန့်လွတ်ရတတ်ပါတယ်ခေါင်းစဉ်တင့်ကိုစိတ်ပင်ပန်းစေတဲ့သူရဲ့အနားမှာအကြကြီးမနေပါနဲ့
အတူရှိနေချိန်မှာတော့စိတ်တွေမပျော်ရွှင်ရပဲအမြဲပင်ပန်းနေရတယ်ဆိုရင်အဲ့ဒါအချစ်စစ်မဟုတ်ပါဘူးအချစ်စစ်ကိုလိုချင်တယ်ဆိုရင်တော့အခုလက်ရှိကိုယ့်ရဲ့စိတ်ပင်ပန်းစီတဲ့သူကိုလွတ်ချပစ်လိုက်ဖို့လိုပါတယ်အချစ်မဟုတ်တဲ့အရာတွေကိုအချစ်လို့ထင်ပြီးစုပ်ကင်ဖက်ထွေထားမယ်ဆိုရင်အချစ်စစ်ရဲ့အနေရတာကိုသိလာတော့မှာမဟုတ်သလိုကိုယ့်ကိုတကယ်ချစ်ချင်းမြတ်တာတွေပေးမဲ့သူကိုလည်းရှာဖွေတွေးရှိနိုင်တော့မှာမဟုတ်ပါဘူးစိတ်ပင်ပန်းစီတာဟာအချစ်မဟုတ်ပါဘူးဝက်ပါဝှကျွေးတွေဆက်တင်တလောက်ဆက်ပြီးသွားပြီဆိုရင်ကိုယ့်ကိုစိတ်ပင်ပန်းစီတဲ့သူစီကနေအမြန်ဆုံးပြေးထွက်ခဲ့ပါတကယ်အချစ်စစ်ကိုရှာဖွေပါကိုယ့်ရဲ့ဘဝကိုလုံခြုံမှုပေးနိုင်မဲ့သူတွေကိုရှာဖွေပါရွေးချယ်ပါဘဝဆိုတာတူတူလေးမို့စစ်မှန်တဲ့အချစ်စစ်မှန်တဲ့လူတွေနားမှာပဲနေပါတစုံတစ်ယောက်ရဲ့ရွေးချယ်ခြင်းကိုမခံရတဲ့အခါအဲ့ဒီအရာကိုလက်ခံနိုင်အောင်ကြိုးစားပါအချစ်ဆိုတာအတင်းလို့ယူလို့ရတဲ့အရာမဟုတ်ပါဘူးပေါင်းဖက်ဖို့ကံပါလာမှပေါင်းဖက်လို့ရတာပါခေါင်းစဉ်ရွေးချယ်မခံရတဲ့အခါနားလည်ပေးလိုက်ပါအသက်နဲ့ထက်တူချစ်မြတ်နိုးရတဲ့တစုံတစ်ယောက်ကကိုယ့်ကိုမရွေးချယ်ခဲ့တဲ့အခါသူ့ကိုနားလည်ပေးနိုင်အောင်ကြိုးစားပါသူ့မှာလည်းကိုယ့်ကိုချစ်ပေးလို့မရတဲ့အကြောင်းတရားတွေရှိနေနိုင်ပါတယ်လူတကူအကြိုက်တစ်မျိုးစီမဟုတ်လားကိုသဘောကျချစ်မြတ်နိုးရတဲ့အဲ့ဒီတယောက်ကကိုယ့်ကိုသဘောမကျပဲကိုမဟုတ်တဲ့အခြားတယောက်ကိုနှစ်သက်သဘောကျနေနိုင်ပါတယ်ဒီအတွက်သူ့ကိုအပြစ်တင်နေလို့မရပါဘူးသူ့မှာလည်းသူ့ရွေးချယ်ခွင့်နဲ့သူပါလူတယောက်နဲ့တယောက်ဆိုတာရှည်ဆက်တွေကံတွေပါလာမှပေါင်းဖက်ဆုံစည်းခွင့်ရတာမို့တစုံတယောက်ကကိုယ့်ကိုမရွေးချယ်တဲ့အခါလက်ခံနိုင်အောင်ကြိုးစားပါရွေးချယ်မခံရခြင်းဟာကျွန်တော်တို့အမားလည်းမဟုတ်သလိုမရွေးချယ်သူရဲ့အပြစ်လည်းမဟုတ်ပါဘူးဒါဟာပေါင်းဖက်ဖို့ကံမပါလာခြင်းအကြောင်းပါခေါင်းစဉ်တစုံတယောက်ကိုမေတ္တာပို့ခြင်းအသက်ထက်ဆုံးချစ်မြတ်နိုးခဲ့ရပေမယ့်ပိုင်ဆိုင်ခွင့်မရခဲ့တဲ့လူတယောက်ကိုလွမ်းဆွတတိရတဲ့အခါမေတ္တာပို့ပါချစ်လှစွာသောတစုံတယောက်ရေစိတ်ချမ်းသာပါစေကိုချမ်းသာပါစေကိုမဟုတ်တဲ့တခြားသူနဲ့ပျော်ရွှင်စွာသက်ဆုံးတိုင်နေနိုင်ပါစေခေါင်းစဉ်လူတယောက်အတွက်နောက်ဆုံးနှုတ်ဆက်စကားဘဝမှာတစ်ခါလောက်ချစ်ခွင့်ပေးခဲ့လို့အတိုင်းမသိအောင်ပျော်ရွှင်ခဲ့ရပါတယ်တခဏလေးစုံစည်းခဲ့ရတယ်ဆိုပေမဲ့အမတ်တရားတွေအများကြီးဖြစ်ခဲ့ရပါတယ်မပိုင်ဆိုင်ခဲ့ရလို့ရှင်နာပေမဲ့နောက်ဘဝသာရှိခဲ့အောင်မယ်ဆိုရင်ထပ်ပြီးလူချင်ပါသေးတယ်ခေါင်းစဉ်လုံးဝမချစ်တဲ့သူ9ဦးနံပါတ်1တငယ်ချင်းရဲ့ချစ်သူနံပါတ်2ရီစာဟောင်းကိုမမေ့နိုင်တဲ့သူနံပါတ်3ပိုင်ရှင်ရှိတဲ့သူနံပါတ်4တင့်ကိုလိုအပ်တိုင်းအသုံးချတဲ့သူနံပါတ်5တင့်ကိုအမြဲအနိုင်ကျင့်နှိပ်စက်သူခေါင်းစဉ်ကိုဟာမိကောင်းဖခင်သားသမီးတယောက်ဆိုရင်1ပိုင်ရှင်ရှိတဲ့သူကိုရှောင်ပါ2သူများချစ်သူရီစာကိုမှပိုင်ဆိုင်ခြင်းနဲ့စိတ်ကိုဖျောက်ပါ3အချစ်ကိုကစားစရာတစ်ခုလိုမြင်ပြီးရီစာတွေအများကြီးထားတတ်တဲ့အကျင့်ကိုပြင်ပါကျွန်တော်တို့ကပိုင်ရှင်ရှိတဲ့သူကိုချစ်မိသွားနိုင်တယ်လို့သူတစ်ပါးရဲ့ချစ်သူရီစာကိုမှလိုချင်တက်မှတ်စိတ်ဖြစ်သွားနိုင်ပါတယ်ဒီလိုစိတ်တွေဝင်လာတဲ့အခါကိုဟာမိဘတွေရဲ့ဆုံးမမှုအောက်မှာနေထိုင်ပြီးမိကောင်းဖခင်သားသမီးဖြစ်ကြောင်းကိုပြန်လည်တွေးတောကရက်တန့်တင်တာကိုရက်တန့်ပါရှောင်တင်တာကိုရှောင်ပါကောင်းတဲ့မျိုးရိုးကလာတဲ့သူတွေစိတ်တဲ့အစဉ်တန်းမြင်မာတဲ့မိသားစုကမွေးဖွားလာတဲ့သူတွေဟာသူများရဲ့အပိုင်ကိုလူမယူကြပါဘူးဘဝဆိုတာတူတောင်းလွန်းတာမို့1လူတယောက်ကိုအကြာကြီးချစ်ပါ2လူငယ်ဘဝကိုမြတ်နိုးပါ3အစိတ်တောက်ဖြစ်စေတဲ့ရဝန်းတွေကိုရှောင်ပါ4ဖရာတရားပို့လို့ပြီးချစ်ရတဲ့သူတွေကိုတတိယတိုင်းမေတ္တာပို့ပါနော်ဒီလိုနဲ့ဆရာတော်ရာမင်းဆရာကုံရှင်ဝါတို့ပေါင်းဖက်ရေးသားခဲ့တဲ့ငယ်ရွယ်တုန်းမှာယူခနေအောင်စူးစမ်းပါဆိုတဲ့စာအုပ်ကလေးဟာဒီနေရာမှာတွင်ပြီးဆုံးသွားခဲ့ပါပြီနားဆင်ပေးသူတယောက်ချင်းစီတိုင်းကိုလည်းကျွန်တော်တို့ကုခက်မြန်မာ Audio Book Channel မှာကျေးဇူးများကြီးတင်ပါတယ်